မင်္ဂလာပါရှင်ဆန်ကိုစတိုရီကပြန်လည်ကြိုဆိုပါရစေဒီကနေ့မှလည်းစာရေးဆရာမြကိုလင်းကရေးသားထားတဲ့မုတ်ဆိုးဖိုးတီနဲ့တောလူအစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ရွာထဲမှာလော့စပီကာနဲ့တချင်းတွေဖွင့်ထားတော့မနေ့ကလေးကတရွာလုံးစုညံနေတော့တယ်မနေ့ထဲကဖွင့်ထားခြင်းပဲရွာဝေးကလူတွေကမင်္ဂလာပွဲလာရင်အင်ကိုတကူတကရှာကြမလို့ဘူးလော့စပီကာဖွင့်ထားတဲ့နေရာကိုသွားလိုက်ရုံပဲသတင်းကြပြီးချင်းကစပြီးစောင်းလိုက်ကြတဲ့မင်္ဂလာပွဲမိုးကြလို့တော့မပြီးနိုင်စောင်းလိုက်ကြတာများတပွဲမပြီးဘူးနောက်တစ်ပွဲကစပြီးမင်္ဂလာပွဲမှန်သမျှကလည်းမသွားပဲရှောင်နေလို့ကမရတရွာလုံးကလည်းညနေသည့်တွေဖြစ်နေတော့အားနာပြီးတော့သွားပေးရတယ်ကျုပ်တို့ရွာမှာသာမကဘူးအနီးပတ်ဝန်းကျင်ရွာတွေမှာလည်းပွဲဖိတ်ထားကြတယ်ရင်းနှီးသူတွေမဟုတ်ပေမဲ့ဖိတ်ကြပြန်တယ်ကျုပ်ကရင်းနဲ့တနွေလုံးအမဲလိုက်ရှားနေလို့ရသမျှအိမ်မှာစားတောက်စီးနဲ့မင်္ဂလာပွဲသွားပြီးလက်ဖွဲ့ရတဲ့အပြင်တပြားမှမစွလိုက်မိဘူးအာနာစိန်နဲ့ရဝေးကိုမသွားမိရင်ပတ်စံလက်ဖွဲ့လူကြုံနဲ့ထည့်ဖြစ်တယ်ကျုပ်တို့ဒေသမင်္ဂလာဆောင်တွေကလည်းဒီနေ့ရေချက်အရက်ကိုပွဲလာတဲ့သူတွေကိုတဝတိုက်တယ်လို့ဝတ်သားအမည်ကိုလည်းမှားသမျှချပေးတယ်စေဘော်လေး secret တွေပေးတယ်အထူးဝိုင်းမှာတော့အရက်မတိုက်ပဲဝီစကီချပေးတယ်ပြီးတော့သမင်းသွားစားရင်လက်ဖွဲ့ရတယ်ဒီလောက်ကျွေးမွေးတဲ့အတွက်လက်ဖွဲ့ငွေထည့်တဲ့နေရာမှာနေသွားမှလည်းစိုးရိမ်တယ်ကျုပ်ပွဲသွားသမျှအထူးဝိုင်းသာအစီအစဉ်ပေးကြတော့ရိုးရိုးဖွဲ့တဲ့သူတွေထက်နှစ်ဆပို့ပြီးတော့လက်ဖွဲ့ရတယ်အခုနှစ်မှာနော်ယာကပြင်းထန်တဲ့စီကံချက်တစ်ခုထုတ်ထားတယ်ဆွေမျိုးရင်းမဟုတ်တဲ့မင်္ဂလာပွဲလုံးဝမသွားဖို့စီကံထုတ်ခြင်းပါကိုယောက်ျားအသက်ဆုံးပြီးရှာထားတဲ့ပတ်စံတွေတပြားမှအဖက်မတင်တာလေရင်နာလို့မဆုံးဘူးတော့ပြီဒီနှစ်ဘယ်ပွဲမှမသွားဘူးပွဲမသွားလို့နှုတ်မဆက်ချင်လဲနေကြတော့ဘေးနေတော့အပြူဖြစ်မယ်မကြံသေးဘူးလင်ကယူနေကြပြီသူတို့ပွဲတိုင်းသာသွားနေရရင်ခွက်ဆွဲရမှာနေတော့အပြူမဖြစ်သေးပဲလင်ယူကျင်သေးတာသူတို့လည်းလိုချင်မှာပေါ့စိတ်ထဲကပဲပြောရတဲ့စကားပါဒီစကားသာထုတ်ပြောလိုက်လို့ကတော့မပြီးနိုင်မစည်းနိုင်ပြဿနာရှာတော့မှာမိမညလေဟာအဖွားကြီးပေါက်စားကြနေတာပဲတပြေးတောက်တောက်နဲ့ပွဲကဆူတာကတမျိုးနင်းဆူတာတမျိုးတော့ပြီနားအေးပါအေးခြံထဲပဲသွားတော့မယ်သွားပြန်မလာနဲ့တကယ်နော်ပြန်မလာဘူးအဲ့ဒီမှာပဲနေတော့မှာဩဘယ်လောက်တောင်ပြန်မလာခြင်းနေလဲမသိဘူးနော်လင်မယားချင်းတော့မှစကားမှမခံဘူးမလာပဲနေကြည့်လေအဲ့ဒီခြံကိုမီးလာရွှတ်ပြီးသားမှတ်ကျုံအိမ်ကထွက်လာပြီးဟိုအေးထွန်းစီကကျုပ်ဝယ်ထားတဲ့ရွာပြင်ခြံရှိရာကိုထွက်လာခဲ့လိုက်တယ်နော်ရပြောတာလည်းဟုတ်နေပါလေကျုပ်တို့လူပြိုပေါအရွယ်ကအိမ်ထောင်ပြုမယ်စဉ်းစားရင်နေမဲ့အိမ်လုပ်ရမယ့်အလုပ်အရင်ဆုံးစဉ်းစားတယ်20ကျော်မှအိမ်ထောင်ပြုဖို့စဉ်းစားကြတယ်ကိုယ်ကြကွာကြတဲ့အိမ်ထောင်ရည်မျိုးရှိပေမဲ့ရှားပါတယ်ဒီတပံတက်တစုံပေါင်းသင်းသွားကြတာများတယ်အခုခေတ်လူငယ်တွေကတော့18နှစ်တောင်မပြည့်ဘူးယူလိုက်ကြတာများစီးပွားရေးကမရှိနှစ်ယောက်စလုံးကမလုပ်တတ်မကိုင်တဲ့အခြေအနေမျိုးမှာအိမ်ထောင်ရေးဒုက္ခတွေကြုံလာတော့မဖြစ်စလောက်ပြဿနာလေးနဲ့ကွာရှင်းလိုက်ကြတယ်ကျုပ်ချန်လေးကိုရောက်တော့နာအေးပါအေးမီးမွေရင်နွေးကြပြီးအမိုက်တွေလှည့်ခြင်းစုပုံလိုက်တယ်။မဲလုံးနဲ့ရန်အောင်ပါလားဝက်ကောင်းစားလာတွေဝက်လို့ပါလားမင်္ဂလာပွဲရလာတာနှစ်ယောက်စလုံးဝက်သားပါစေယူခဲ့တယ်ဗျ။ထမင်းမစားအရင်မတောက်ခဲ့ကြဘူး။ကိုကြီးအိမ်ကိုရောက်တော့နော်ရဒီဘက်ခြံကိုထွက်သွားတယ်ပြောလို့တောင်းဝရုံမပါဘူးလား။ပါတယ်သူက3ယောက်စာအရက်5လုံးပေးရမယ်ဆိုပြီးတော့သွားတောင်းနေလေ။ဟောပြောရင်းဆိုရင်လာနေပါပြီ။တာဝါကအရက်ပလင်းတွေကိုအိမ်နဲ့ထည့်ပြီးတော့ယူလာတယ်။နော်ရနဲ့ကိုကြီးရင်ဖြစ်ထားတာလား။ကိုကြီးဘယ်သွားလဲပြီးတော့ခြံထဲသွားတယ်တဲ့။မင်္ဂလာပွဲပါလို့မလာတာလဲပြီးတော့ဘာမှမပြေပဲအိမ်ထဲဝင်သွားရော။ဘာကောင်မလေးလည်းမသိပါဘူးဗျာ။မနစ်ကခရီးသွားတာမပါဘဲနဲ့အမဲလိုက်လို့ရတဲ့ပတ်စံသူစရင်လုံးကြည့်တော့အိမ်သုံးစီးအိမ်နဲ့မင်္ဂလာဆောင်သွားတာ။အမဲလိုက်သမျှအားလုံးကုန်သွားတယ်လို့တွက်ပြတယ်။အဲဒါကြောင့်ဒီနေ့တကယ်ဆွေမျိုးရင်းပွဲရလွဲလို့ဘယ်ပွဲမှမသွားဘူးတဲ့တာဝရင်။အဲ့ဒါလေနော်ရပြောတာဟုတ်တယ်ဗျလူမှုရေးဆိုပေမဲ့လေပွဲတွေကထက်နေတာပွဲတိုင်းကကျွန်တော်တို့ဖွဲ့ကိုအထူးဝိုင်းထည့်တော့ပိုကုန်တာပေါ့ရန်အောင်ကနော်ရကိုထောက်ခံပြီးတော့ပြောလာတယ်ဝီစကီငါးပလင်းတာဝဘလို့ပြောပြီးတောင်းလာလေတော့မပြောနိုင်ဘူးမင်္ဂလာပွဲမှာပါဆယ်ယူသူကိုဝတ်သားတစ်ခုပဲပေးကြပါတာဝရငါးပလင်းအောင်ယူလာရလားကွာမြစ်ချင်လို့ပွဲလုပ်ကြတာလေပါဆယ်ယူရင်သူတို့မြတ်တာပေါ့ပွဲမှာချိုင်းရင်အမီးလဲနှင့်ကနေစားအရက်လည်းအန်ဘတ်ဆူအောင်တော့ဆက်လက်ကဖွာလိုက်သည်အခုအချူပိုင်း3ယောက်စာဖိတ်တာပါဆယ်ပေးလိုက်တဲ့ဝတ်သားနှစ်ထုပ်ကအမီးတပကံစာမရှိပါဘူးဗျ
အဲ့ဒါတွေတေချာရှင်းပြပြီးတော့တောင်းလာတာပေါ့။တာဝစကားကြောင့်အားလုံးပြုံးလိုက်မိကြတယ်။ကျုပ်လည်းပွဲကိုဖျက်ချင်လို့မင်းတို့ခေါ်ကြတဲ့ကမလိုက်တာနော်။လော်ယာပြောသလိုအသက်ဆွရှာထားတဲ့ပတ်စံတွေကိုတန်ဖိုးထားရတော့မယ်ကွ။လုံးဝမလွဲတာမရှောင်တာပွဲမျိုးပဲတော့တော့မယ်ကွာ။ဟုတ်တယ်ဗျ။လူငယ်တွေရင်းနှီးလောက်ကင်စားတော့လို့ရအောင်ပွဲသွားတဲ့နေဆိုပေမဲ့ကို့အခြေအနေကိုတော့ကြည့်ရအောင်မယ်။တနွေတဆောင်ရှာထားတာမိုးတွင်မှထိုင်သုံးရတဲ့ဘဝတွေဆိုတော့စဉ်းစားရမယ်ဗျ။ခီးသွားတော့ရထားတဲ့ပတ်စံတွေကြောင့်သာရုံးမပြတ်တာလို့ပြောရမှာ။ကျုပ်စကားကိုကျုပ်လူ၃ယောက်ထောက်ခံပြောဆိုနေကြတယ်။ကိုဖိုးတီတို့ဖွဲ့ဒီကိုရောက်နေကြတာကိုဧည့်သည်တယောက်လိုက်ရှာနေတာနဲ့လာပို့ပေးတာ။အေးကျေးဇူးပဲကွာ။တစ်ခွက်တစ်ဖလားလာတော့သွားလေ။တော်ပါပြီကျေးဇူးပါပဲ။ရွာကာလာသားတယောက်ကဧည့်သည်တယောက်ခေါ်လာပြီးလာပို့ပေးတော့တယ်။ခမောက်ကိုခက်ငိုက်ငိုက်ဆောင်းထားပြီးဘေးလွယ်အိတ်တလုံးလွှဲထားသူတယောက်ခြံထဲကိုရှောက်လာပြီးကိုပြစ်နာမှာဝင်ထိုင်တော့ခမောက်ကိုချစ်လိုက်တဲ့အခါကျုပ်တို့အားလုံးနဲ့ခင်နဲ့ငမိုင်းဖြစ်နေတာတွေ့ရတယ်။ဘသူများလေးလို့ငမိုင်းမလား။လာထိုင်ကွာ။ရော့အမောပြေတစ်ခွက်တစ်ဖလားတောက်လိုက်အောင်။ဟာဦးငမိုင်းကြီးမတွေ့လာကြပြီ။ဘာတွေလုပ်နေလဲ။ကိုငမိုင်းလောက်ကိစ္စလားအလဲလား။ဘာကြောင့်မဲလာဗျာ။ရောက်တော့ရောက်ခိုက်လာတပတ်10ရက်နေပြီးမှပြန်ရော့တော့ကျုပ်တို့လူစုငမိုင်းကိုနှုတ်ဆက်နေခြင်းကငမိုင်းကပြုံးရင်ကျုပ်ကန်ပြီးတဲ့ရက်ကိုယူတော့ပြီးတော့ဝတ်သားတစ်ဖက်ကိုယူစားတယ်။ငမိုင်းကတောင်ပေါ်နာနဘောက်ကျဲလူမျိုးဖြစ်ပြီးတော့ကျုံနေခင်မင်းရင်းနှီးရကနေကျုပ်လူတွေနဲ့ပါခင်မင်းသွားခြင်းပါ။သူကကျုပ်တို့နေဘက်ရောက်တိုင်းကျုပ်စီကိုဝင်လာတတ်တယ်။သစင်ပန်းခိုင်ပြားရည်စပကြီးသေးကြီးဝန်သေးကြီးဖြူအစအိမ်အသားကြောက်တွေကိုလည်းတော်ရဲမှာရှာဖွေပြီးနီးစရာနဲ့မှစိန်ရောက်တတ်တယ်။လိုအပ်တာတွေဝယ်ပြီးနောက်တစ်ချိန်တောတက်ပြီးတော့ရိတ်ခါကုန်တဲ့အထိတော်ရဲမှာလှဲ့လေနေထိုင်သူမျိုးပါ။ငမိုင်းကကျုပ်တို့စီမလာတာ2နှစ်နီးပါးရှိပြီ။ငါခုလာတာပစ္စည်းလာရောက်တာမဟုတ်ဘူး။မင်းတို့စီကိုပဲတီးတန့်လာခဲ့တာ။ဘာကိစ္စရှိလို့လဲကွ။ပြောစရာရှိတာတခုံးကို1နှစ်လောက်ကြာမှတစ်ခါပြောတယ်။ငမိုင်းကစကားတခွန်းနဲ့တခွန်းကြာစဉ်းစားပြီးပြောတတ်တာမို့စိတ်မရှိစွာပြောလိုက်ခြင်းပါ။မင်းတို့လေးယောက်ကိုမင်္ဂလာဆောင်လာဖိတ်တာ။အေးမင်္ဂလာဆောင်ကိုငမိုင်းမင်္ဂလာဆောင်တော့မှာလား။ဟာတသက်လုံးလူပြိုကြီးလောက်တော့မယ်ထင်ထားတာမင်္ဂလာဆောင်တော့မှာပေါ့လေမိုက်တယ်ဗျာ။ဒီနေ့ယူမဲ့မိန်းမချောလားအသက်ဘယ်လောက်ရှိပြီလဲရွှဲတူလားငဲ့လားငမိုင်းကမင်္ဂလာဆောင်တော့မယ်ဆိုလို့ကျုပ်တို့အံ့ဩစွာမင်းနေရခြင်းပါငမိုင်းကသူ့အကျင့်အတိုင်းပြုံးပြီးအရက်တစ်ခွက်ငဲ့တောက်တယ်ပြီးတော့မှမင်းကိုစောင့်ကန်ပြီးတော့မယ်ငမိုင်းပြောစရာရှိတာပြောပြီးမှတောက်လေကွာပြောပါမယ်ဖို့တီရမင်္ဂလာဆောင်မှာကငါမဟုတ်ဘူးကွငါညီဆောင်မှာငါကအမျိုးတွေအတိမိတ်ဆွေတွေလိုက်ဖိတ်နေတာလေအော်ဒီလိုကိုငမိုင်းညီဆောင်မှာကိုတော်သေးတာပေါ့ဗျာဒီနေ့တည်းရလို့ဟဲ့နှုတ်သက်အားသွက်ရှိတဲ့လူကိုမှမင်္ဂလာပွဲဖိတ်ခိုင်းရတာကိုမင်္ဂလာပွဲလိုက်ဖိတ်ရင်နဲ့မိုးကြသွားမယ်နော်ညီတို့စကားကိုပြောရတာပြောချင်းမရှိလို့ပြောမတက်လို့စဉ်းစားပြောရတာပါကွာငါစကားနဲ့ငါဆိုတွတ်ပါတယ်အေးမင်္ဂလာပွဲရပဲနေလေတကူတကလာဖိတ်တာဆိုတော့လာရတော့မှာပေါ့မင်းပါလိုက်ပါလားငါကနောက်အမျိုးတွေလိုက်ဖိတ်ရအောင်မယ်ကိုတည်းရမင်းတို့ကိုယ်စီစဉ်နဲ့ကိုသွားကြပါကွာငါရွာမင်းရောက်ဘူးတာပဲနေအောင်ကွမင်းတိတိတောင်ဖြစ်နေပြီမရောက်တာကြားပြီလေကွာအေးကွာရှောင်းအောင်သာလာခဲ့ပါမယ်ဒါနဲ့ပွဲရပဲနေလေနောက်တစ်ပတ်ဆိုစပြီမင်းတို့လက်ဖွဲ့မလို့ဘူးနော်ကျွေးမွေးဖို့အမေကူလိုက်ပြစ်ပေးကြကွာအေးစိတ်မပူနဲ့ကျုပ်တို့သွားလိုက်မယ်မင်းဒီမှာညာအိမ်မလားမအိပ်တော့ဘူးတခါတည်းသွားတော့မှာဟာထမင်းတော့စားသားလေကွာတခါလာတာထမင်းမှမစားသွားလို့ဘယ်ဖြစ်မလဲကွာဘိုက်စာလို့ထမင်းဆိုင်မှာဝင်စားခဲ့ပြီးဒါမင်းအမေကိုပေးလိုက်စပကြီးသေးကြီးငါသွားပြီနော်မင်္ဂလာပွဲဖြစ်အောင်သွားကြငမိုင်းကစပကြီးသေးကြီးထုတ်ထားတဲ့အထုပ်ကိုကျုပ်ကိုပေးပြီးနှုတ်ဆက်ပြီးတော့တခါတည်းထွက်သွားတော့တယ်ကိုငမိုင်းကဘလူကြီးလည်းမသိဘူးသူ့ကိုနားလေရသိခက်တာတအားမစင်စားနေရအောင်ဒီကောင်ကရိုးဖြောင်းလာလွန်သွားတာကွာတခုဆိုတခုပဲသိလားအပိုစာဓာတ်တွေစိတ်မဝင်စားဘူးအပိုမပြောအပိုမလုပ်တတ်တာကိုကြီးကမင်္ဂလာပွဲရှောင်နေဆိုပြီးတော့မင်္ဂလာပွဲနဲ့တိုးနေပါလားဟုတ်ပါသားဝရမတော်မဖြစ်သွားရတော့မယ်ရွာဝေးလာကိုကြီးဝေးတာပေါ်မဲလုံးရ2ရက်လောက်အသားလေးသွားရမယ်ဖြက်လန်းနီးတော့ရင်တော့ရပါတယ်လှေနဲ့တရက်သွားမယ်ကျန်တဲ့တရက်လမ်းရှောင်မယ်လေဒီလိုဆိုရင်တော့အဆင်ပြေတာပေါ့ဗျာမင်းတို့အမဲလိုက်ထွက်တယ်လို့ပြင်ဆင်ထုတ်ပိုးပြီးတော့သွားရမယ်ပြန်လာရင်အမဲဖြစ်ပြီးတော့ပြန်လာမယ်ဒါမှကျုပ်တို့မင်္ဂလာပွဲသွားတယ်ဆိုတာအင်္ဂါမသိပါအင်ကိုလည်းမပြောနဲ့ပေါ့မဲပြေထွက်တယ်လို့ပဲပြောရှားတဲ့လက်ဆောင်လေးလက်ဖွဲ့လေးတော့ဝယ်သွားရမယ်ကွဘာလက်ဆောင်လဲသားဝဟာမျိုးအရက်ဝီစကီလေးပါလေးဝယ်ရမှာပေါ့ကျုပ်တို့ကအရက်နှလုံးတောက်ပြီးသမင်းပြန်စားကြတယ်
စားပြီးတော့ခြံနဲ့တရေတမောအိပ်ပြီးနိုးလာတော့ရေချိုးပြီးကြံတဲ့အရက်3ပလင်းဆက်တောက်ကြတယ်မနက်ကအရှိန်ရှိလို့ညနေပိုင်း3ပလင်းတောက်တော့အားလုံးမူးပြေကုန်ပြီးခြံထဲကကွက်ပြစ်ပုံမှာအိပ်ပျော်သွားကြတော့မိန်းမတွေရောက်လာပြီးလာနိုးတော့မှနိုးတော့တယ်နောက်တရက်လိုအပ်တာတွေထုတ်ဖို့လိုအပ်တာတွေဝယ်ပြီးမနက်စာစားပြီးချိန်ရွာကထွက်လာကြတယ်တာဝါကအချားအရာတွေလေးတယ်ဆိုပြီးမသေးပေမဲ့12ပလင်းဆက်လက်ကင်ဘူးနဲ့အရက်တပူးသေးတယ်လို့ကျော်ပေါ်အိမ်မှာလည်းဝီစကီ3-4ပလင်းထည့်သေးလာတယ်သူတို့စီမှာဝီစကီရှားတယ်ဗျဈေးကောင်းနဲ့ရောင်းစားရမှာကိုမရောက်ခင်လမ်းမှာတောက်ရင်းနဲ့ကုန်သွားမှာပါကွာကျုပ်တို့ချောင်းပြပိုင်းတက်ဖို့လေကြုံရှာကြတော့အဆင်မပြေလို့လေတစ်စီးငှားရတယ်ဦးတယောက်ပဲတယောက်အလဲကြလောက်ခက်ရင်နေလေစာလမ်းမှာချက်စားကြတယ်မရမနာလောက်ခက်ပြီးညမောင်တော့တဲတောင်ပြင်မှာလေစိတ်မှာကပ်ပြီးလေကိုကန်းပေါ်တင်ပြီးတက်ကဲတော်မှာဖွက်လိုက်ကြတယ်။နှစ်ပြန်ကစပြီးတောလန်းလျှောက်ရတော့မယ်။တဲတောင်ပြင်မှာစခန်းချပြီးတညအိတ်ကြတယ်။ညပိုင်းတဲတောင်ပြင်မှာအိတ်ရင်လက်ကိုမောကြည့်ရတာခံစားမှုတစ်မျိုးပဲ။တာဝါကဝီစကီပလင်းတွေကိုကျူတော်တဲပြင်မှာကျင်းတူပြီးတော့ဖွက်ထားတယ်။တာဝါအိတ်ချိန်အထိဆောင်ပြီးရန်အောင်နဲ့မဲလုံးလိုက်ရှာပေမဲ့ဖွက်ထားတဲ့နေရာမတွေ့ဘူး။တာဝါကအရက်ပလင်းတွေကိုအထိမခံနိုင်ဖြစ်နေတဲ့အတွက်အမြင်ကပ်ပြီးခိုးတောက်ကိုချောင်းနေခြင်းပါမတော်တဆဒီလူသေးသွားရင်လေသူများတွေလိုမျိုးဥစ္စာပစ္စည်းဆွဲလန်းတာမဟုတ်ပဲနဲ့အရက်ပလင်းဆွဲလန်းပြီးသေးတာမို့လို့အရက်ဆောက်သစီဖြစ်မှာသစီအဆင့်ချက်တော့မြင့်မယ်ရန်နာအရက်ဆောက်ပိတ်တာဖြစ်မှာကွာကျုပ်ကမဲလုံးနဲ့ရန်အောင်ပြောတာနားထောင်ပြီးမျက်လုံးမိတ်ပြီးပြုံးနေမိတယ်အဲ့ရက်မှာနည်းနည်းစောစောထပြီးချက်ပြုတ်ကြတယ်ကြက်တော်စားတော့ပြီးခရီးဆက်ကြတယ်တော်ထက်တောင်သွဲသွဲကိုဖြတ်ကျော်ပြီးညနေဆောင်ချိန်မှာငမိုင်းတို့ရွာဝက်ကြကိုရောက်မယ်ထင်ထားပေမဲ့ဝက်ကြကိုမတွေ့ရတော့မျက်လုံးပြူသွားတယ်။ဟာသွားပြီ။ကျုပ်လမ်းမသွားပြီ။တခါရောက်ဘူးလား3-5နှစ်ရှိပြီဆိုတော့သွားနေကြလမ်းမသွားဘဲနဲ့ရေချောင်းတစ်ဝက်နဲ့အတက်ဆန်းလိုက်တာလမ်းမသွားပြီ။ငုံစိုးလမ်းပြောက်တာရိုးရလို့ဖြစ်နေပြီပဲဗျာ။တော်တဲ့အိတ်လေဘာဖြစ်လဲ။ရန်နာပါဝင်တခြားသူတွေကစိတ်မပြတ်တဲ့အတွက်ဝမ်းသာသွားရတယ်။ရန်နာတနတ်ငါကွာခင်းစားသွားရှာမယ်။မဲလုံးတားကကူချမ်းဖို့မေးလိုက်ခဲ့။ကိုတော်ကတနတ်ပြန်ပါလာရင်ရပါပြီဗျာ။ကျန်တာမတောင်းဆိုပါဘူး။တနတ်တော့အပါယူခဲ့နော်။ပုတ်သိမ်ညိုထမ်းဖို့လူလိုလို့လားကိုတော်ဝရ။ဒီတို့နှစ်ကောင်ငါအလကားအကူကြီးတောင်းနေတာမဟုတ်ဘူးနော်။ညကြရင်ဝီစကီတိုက်မှာ။တာဝရန်နောင်တနတ်ကိုယူပြီးထွက်သွားတော့မဲလုံးကမကောင်းတက်လို့တူမီကန်ပြီးလိုက်သွားတယ်။ရန်နောင်မင်းသမင်းချက်မလား။ရေးရှာမလား။ဩကိုဖိုးတင်နေကျွန်တော်သမင်းချက်ရမှာကို။နေအောင်စလုံးသမင်းချက်ပြင်းတဲ့ကောင်ကြီးစုံကြပြီပေါ့ဗျာ။သမင်းမဲ့ချက်မယ်ဗျာ။ရေရှာတာကိုဖိုးတင်တော့မမြင်ဘူး။ရန်အောင်သမင်းချက်မယ်ဆိုလို့ရေရှာဖို့ထွက်လာခဲ့လိုက်တယ်။စောင်းရသည်မို့ရေရှာရတာမခက်ပါ။တောင်ကြားမြောင်းလေးတစ်ခုမှာရေအိုင်လေးတစ်ခုတွေ့တယ်။ကျုပ်ဝလုံးကြီးတစ်လုံးခုတ်ပြီးဝက်စစ်တွေပိုင်းပြီးတော့ရေသေးခဲ့တယ်။ဒုတိယတစ်ခေါက်ရေလာခတ်တဲ့အချိန်ညောင်ဖျားပိုင်းကိုဖွတ်တကောင်ပြေးသွားတာတွေ့လိုက်လို့နောက်ကလိုက်တော့နောက်ကျပြီးခုတ်ကိုမျက်ခြေပြတ်သွားတယ်။ပြန်လှည့်ဖို့ပြင်ချိန်တောင်ဆောင်တနေရာမှာအပေါက်တစ်ပေါက်ပွင့်နေတာတွေ့ရတယ်။ဂူပေါက်တစ်ပေါက်ဖြစ်ကြောင်းသိရပြီးအထဲကိုဝင်ကြည့်ခြင်းစိတ်ဖြစ်ပေမဲ့ဓမီပါမလာလို့ဝင်ကြည့်ဖို့စိတ်ကူးကိုဆွန့်လွတ်လိုက်တယ်။ရေခတ်ပြီးပြန်လာတဲ့အချိန်အမဲလိုက်သွားတဲ့နှစ်ယောက်ပြန်မလာသေးဘူး။ရန်နာကထမင်းတိုးချက်တာကိုပြာများနေတော့တယ်။မိကိုတွေကသူ့ဘက်လာတော့တစ်ဖက်ကိုသွားပြီးမိမှုတ်တယ်။မိကိုကသူ့ဘက်ကိုလွှင့်လာပြန်တော့နောက်တနေရာပြောင်းတယ်။သူသွားရမိကိုလိုက်တယ်လို့ဖြစ်ပြီးမိကိုလာတော့ရန်နာပေါက်ကွဲတော့တယ်။မိကိုကလည်းကွာငါသွားရတော့လိုက်တယ်။ထမင်းတစ်လုံးစားရဖို့ဒီလောက်ရှုံးကန်နေရရင်စားကျင်စိတ်တော့ပျောက်လာတယ်ဗျာ။ရန်နောင်ရဲ့ပောက်ကွဲတန်ကြောင့်ပြုံးမိတဲ့အချိန်မှာရိုက်ဖယ်တနက်တန်တစ်ချက်ကြားရပြီးမရှိမနှောင်းမှာပဲတူမီတန်ကြားလိုက်ရတယ်။ဘာကောင်ပြစ်တယ်လဲလို့မဆိုနိုင်ပါ။အန်ဒီရဲ့ကင်းဘေးရှင်းစီကိုဆန္ဒပြုလိုက်မိတယ်။နိုင်ဝဲကြတော့နှစ်ယောက်သာပြန်ရောက်လာတယ်။တနက်မှန်ထားလို့မောစာကျင်းနေတဲ့ရစ်တကောင်ကိုတာဝါကင်လာပြီးတော့ကြောင်မြင်းတကောင်ကိုတော့မဲလုံးကထမ်းလာတယ်။ကြည်စံအလကားဖြုံးလိုက်ရလားကိုတာဝရရစ်ကိုပြစ်တာများဘာစားစရာရှိတော့မှလဲဗျ။ပြစ်တော့ခေါင်းကိုပြစ်တာကွခန္ဓာကိုယ်ဘလို့ထိမှန်သွားလဲမသိဘူးငါပြစ်တာငါစားမှာပေါ့ကြောင်မြင်းကရစ်ကိုဖန်ဖို့ချောင်းနေတာကိုတာဝကရစ်ကိုပြစ်လိုက်တော့ပုံးနေတဲ့ခြုံကြားကနေခုံထွက်လာပြီးတော့အနာကတစ်ပင်မော်တက်ပြေးတာအဲ့ဒါကျွန်တော်ပြစ်လိုက်တာပဲငါကျေးဇူးမကင်းဘူးလေမင်းလုံးရငါသာရစ်ကိုမပြစ်ရင်မင်းလည်းတောကြောင်ပြစ်လို့ရမှာမဟုတ်ဘူးလေတာဝကကြံဖန်ပြီးတော့ကိုကုန်းခေါ်နေပြန်တယ်ကြောင်မြင်းကအလျားရှိပြီးခန္ဓာကိုယ်ကအနက်ရောင်အစင်းချရှိတယ်၆ပိတ်တာခန့်အသားထွက်မယ်တာဝါကဝီစကီတစ်လုံးသူ့ရဲ့ကတိအတိုင်းထုတ်ပြီးတော့တိုက်တယ်။ကြောင်မြင်းသားတချို့ကင်ပြီးညီးကြတယ်။ရက်တစ်လုံးကုန်တော့စားတော့ချင်းရက်ပြီးထမင်းစားကြတယ်။ညနေတော့ကျုပ်ကစောစောအိပ်ပြီးညတနာရီခန့်မဲလုံးလာနှိုးတဲ့အတွက်ကင်းဆောင်မှုထားလိုက်တယ်။
ပေါ်ပါသွားမျက်နှာတက်ပြီးရင်တွေတူကျူတယ်ဆိုတော့လက်ဖက်6ချက်ခတ်ပြီးမီးဖို့ပြီးမှနှက်ထားတယ်စောင်းဝင်စားပြုတ်ပြီးမို့အေးတက်ကလောကတခွင်လွှမ်းခြုံပြီးစောင်းဥကိုရောက်နေပြီကဲကြပါငါ့ကိုဒီအချုံတောင်ထဲကနေကဲကြပါအကူကြီးတောင်းတဲ့တကူတောအုပ်ထဲမှာပဲ့တင်ထွက်ပေါ်လာတယ်ကျုံမတက်ရက်ပြီးအတန်ကြားရနားဆွင့်ပေမဲ့ထက်မကြတော့ဘူးတော်ထဲမှာ6လမ်းမှုတစ်ခုဖြင့်သဘောထားပြီးရင်းနှွေးချမ်းတောက်လိုက်တယ်တောချက်တွန်းတဲ့နေဟိုတောင်ဒီတောင်ကနေကြားရတော့သမင်းတိုးတဲပြီးအားလုံးကိုနှိုးလိုက်တယ်နောက်ပြီးတော့တောထိုင်ချင်းကိစ္စရှင်းပြီးသမင်းလဲချက်ပြီးမို့ညာကကျန်တဲ့တောကြောင်သားဟင်းကိုနှွေးပြီးတော့စားလိုက်ကြတယ်မိုးစင်စင်လင်းပြီးမို့ဝက်ကြရွာသွားလန်းကိုမရှာခင်မနေ့ကမြင်ခဲ့တဲ့ဂူပေါက်ကိုတတိရတဲ့အတွက်ဂူပေါက်အကြောင်းပြောပြီးရှေ့ကနေဦးဆောင်သွားတယ်ရှေးလူကြီးတွေရွှေတွေဖွက်ထားတဲ့ဂူဖြစ်ပါစေလောဘမကြည့်ပါဘူးလူတယောက်ထမ်းနိုင်တယ်လို့ရရင်တော့ပါပြီလူတယောက်ထမ်းစာရွှေရဘလောက်တန်ကြီးရှိနေပြီလဲအဲ့ဒါကိုလောဘမရှိပါဘူးပြောနေရလားတကယ်လောဘနေတာပဲအေးလေလောဘသာကြည့်ရင်တော့မတွေ့ရဘူးကိုတာဝဆုတောင်းတာတကယ်ကိုအတူယူဖို့ကောင်းနေဗျတာဝဆုတောင်းနေတာကြပြီးရန်အောင်နဲ့မဲလုံးပြောကြတော့တာဝကမတုံ့ပြန်ပဲကျုံနောက်ကလိုက်ပြီးတော့လိုင်ကူလေးကိုဝင်ကြည့်ဖို့စိတ်တွေများနေပုံရတယ်လိုင်ကူဘောက်ကရေကြီးတွေပြိုကျပြီးမိုးရသည်မို့လို့ပေါ်လာခြင်းပါလိုင်ကူဘောက်မှာကြောက်စာချက်ကြီးနဲ့ရေညှိတွေကိုပုတ်တိုက်ချထားတယ်ကြောက်စာတွေပေါ်လာတယ်ရှင်းကြတဲ့ပောရဏဘာသာနဲ့ရေးထားတဲ့စာတွေပဲတီးတာလည်းမဟုတ်ပဲနဲ့ကိုတာဝရပောရဏတွေဘာတွေပြောလို့ဟာကြောက်စာပညာရှင်တယောက်စီမှာသင်ဖို့တယ်ကွနည်းနည်းပပတော့ဖတ်တတ်တယ်ဒါဖြင့်ဘာရေးထားလဲဖတ်ပြစမ်းဗျာလိုင်ကူတဲ့အရင်သွားကြည့်မယ်ပြန်ထွက်လာရင်ဖတ်ပြမယ်ကွာလိုင်ကူဘောက်ကဝင်ကြတော့အတင်းမှအလင်းရောင်ကောင်းစွာမရပါလက်နေတမီထုံးကြတယ်ကူကတစ်ဖက်ပိတ်ကူးချင်းတစ်ခုပါကြီးစီကလည်းများများဆဆမရှိပါကြောက်ဆက်မိုးမြော်ကြောက်ဆက်ပန်းဆွဲတွေကပုံစံမျိုးစုံနဲ့ရှိတယ်။နေရနာကအတန်တွေကြားရလို့ကပ်ပြီးနားထောင်ကြည့်တော့အထဲကလင်းတို့ပြန်တန်းတန်နေကြရတယ်။အထဲမှာလိုင်ကူရှိနေသိမှန်းသိရတယ်။အထဲမှာလိုင်ကောင်းရှိသေးတယ်ကွလင်းတို့တန်တွေကြားရတယ်။ဝင်ပေါက်ရှာကြည့်ကြ။ကျုပ်ကနေရပတ်လေကြည့်ပေမဲ့အတွင်းဝင်နဲ့အပေါက်မတွေ့ဘူး။နေရအနှံ့သေးချာနှံ့ဆက်အောင်ထက်ကြည့်ပြီးလက်တစ်ဖက်နဲ့အားဆိုင်ပြီးခုနေရတလျှောက်လိုက်တွန်းကြည့်လိုက်တယ်။နေရတနေရာမှာအနှင်းငယ်လှုပ်သွားသလိုလက်နှစ်ဖက်နဲ့အားဆိုင်တွန်းတော့ပိုလှုပ်သွားလို့တခြားသူတွေပါဝိုင်းတွန်းကြတယ်။ကြောက်ပြားကြီးကစုံလေတကားလိုပဲအထဲကိုဝင်သွားပြီးတစ်ဖက်ကြောက်ပြားကကျိုးတစ်ဘက်ကိုရောက်လာတယ်။အတွင်းကိုဝင်ခဲ့ကြတယ်။လိုင်ကူထဲမှာလင်းတို့တွေပြန်ဝင်နေကြတယ်။ကျိုးတို့ကူအတွင်းပိုင်းကိုသိချကြည့်တော့အဆွေငုံငုံနဲ့ဘလူးနှစ်ကောင်မျက်နှာချင်းဆိုင်ရက်နေတဲ့ကြောက်ရွံ့နှစ်ခုကိုတွေ့ရတယ်။လက်ဝဲတန်းစာတွေဝတ်ထားတဲ့နက်ဘလူးရုပ်ကြီးနှစ်ခုက12တောင်ခန့်အမြင့်ရှိတယ်။လက်ရုပ်နှစ်ရုပ်ကကြောက်ခေါင်းတလားအစွန်းနှစ်ဖက်ကိုကင်ထားတာတွေ့ရတယ်။ရေဒနာတက်တာကိုခေါင်းလေးထည့်ပြီးမထားပုံရတယ်။တက်ကြည့်ပါလားမဲလုံး။ပြီးချင်းကိုပါကိုတက်ပါလား။လက်ဘလူးညီနောင်လက်အတွင်းမှာရေဒနာတက်တာကန်ထိုက်သူယူစီတတိလို့ဟောရဏစကားနဲ့ရေးထားတာမဲလုံးရ။တော်ပါဗျာ။အထဲမှာအခြေအနေကြည့်ပြီးတော့ရှော့ပြောနေ။မင်းတို့ပြောတာလေးကုန်းပါတယ်ကွာ။ကိုဟာကိုပဲတက်ကြည့်တော့မယ်။တတိထောင်တော်သားဝပြုတ်ကြမယ်။သားဝကနက်ဘလူးရုပ်တရုပ်ပေါ်တက်ပြီးအခေါင်းရှိရာကိုတက်သွားတယ်။နက်ဘလူးရုပ်ကြီးလက်ထဲကခေါင်းတလားကိုကြည့်ဖို့မလွယ်ပါ။ကိုကြီးခေါင်းအောက်ကိုတွန်းချလိုက်ရမလား။တွန်းချမနေနဲ့ကွာ။သူ့ဟာသူအလှလှုပ်ထားတာနဲ့တူပါတယ်။မဖြက်စီနဲ့။ဟာဘလို့ဖြစ်တာလဲ။ခေါင်းကြီးကထောင်ထလာပါလား။ချိုးစားလိုက်တာ။သားဝပြုတ်ကြမယ်နော်။သေချာခိုင်းထားမကြောက်နဲ့။အဲ့ဒီနေရာမြေဆွဲအားလွတ်နေတာဖြစ်မယ်။သားဝကအောက်ကိုဆင်းဖို့ပြင်းနေချိန်ခေါင်းတလားကထူးဆန်းစွာထောင်ငတ်သွားတာတွေ့ရတယ်။ရှန်နောင်နဲ့မဲလုံးအံ့ဩတကြီးဖြစ်နေတယ်လို့သားဝထိတ်နှံပြီးပြုတ်ကြမလို့ဖြစ်လို့မကြောက်စေဖို့သတိပေးရတယ်။ကြောက်ခေါင်းတလားကမြေဆွဲအားကိုဆန့်ကျင်ပြီးထောင်မတ်စွာရှိနေတယ်။ခေါင်းဖုံးကတကားတစ်ချက်လိုပဲတဖြည်းဖြည်းပွင့်သွားတယ်။အထဲမှာလူတစ်ယောက်ရှိရဲ့ကိုကြီးဟမ်ဟုတ်လို့လားကွ။ခေါင်းတလားနဲ့မျက်နှာချင်းဆိုင်နေတဲ့သားဝအလက်တကြားអော်လိုက်တော့ကျုပ်လည်းနေရာရွှေ့ပြီးသားဝမီးထိုးပြတာကိုကြည့်တော့ခေါင်းထဲမှာအဝတ်စားပလာနဲ့လူတစ်ယောက်ရှိနေတယ်။ကျုပ်ကစိတ်ဝင်စားသွားပြီးနက်ဘလူးအပေါ်ကိုတက်သားဝနာကိုသွားပြီးအနီးကပ်ကြည့်လိုက်တယ်။မှန်ကြီးချက်နဲ့အခန်းကိုပိတ်ထားပြီးအစိမ်းရောင်ရေထဲမှာရှိနေပြီးတော့သွေးဆုပ်ဖြူရောနေတဲ့အလောင်းတစ်လောင်းအထဲမှာရှိနေတယ်။ဒီရေတွေကဆေးရည်တွေဖြစ်မယ်ကွ။လူတစ်ယောက်မပုတ်မတော့အောင်စိန်ထားတဲ့ဆေးရည်တွေအခေါင်းကြီးကလီပေါ်ထောင်ထလာတာမထူးဆန်းဘူးလားကိုကြီး။ရေဆွဲအောင်ဆန့်ကျင်နေတာလားစမ်းကြည့်ရမယ်။ကျုပ်ကတနက်လွယ်လာတာမို့တနက်တင်ကိုဘေးဘက်ကိုတွန်းရွှေ့တော့ရွေ့ရှာသွားတယ်။နေရုပ်လက်ပေါ်တက်ပြီးဆက်တုံကြည့်တော့ဝုန်းကနေအတန်ကြီးထွက်ပေါ်လာတယ်။စင်သားဝအမြင်စေကျုပ်ကတနက်တင်နဲ့ဘေးဘက်ကိုတွန်းတော့လေပေါ်ဝဲနေတဲ့အခါကဝုန်းကနေအောက်ကိုပြုတ်ကြပြီးမှန်ကွဲပြီးတော့အစိမ်းရောင်ရေတွေနဲ့လျှော်ပြီး
အတဲကအလူကအပြင်ကိုထွက်လာတယ်။ခေါင်းပြုတ်ကျသွားတာနဲ့နက်ဘလူးရုပ်ကြီးကလည်းလှုပ်ရှားလာတဲ့အတွက်ကျုပ်ကနက်ဘလူးရုပ်ကိုဖတ်ပြီးအောက်ကိုရှောချပြီးတော့တာဝါကိုအမြင်ဆင်းဖို့ပြောတော့တာဝါကလည်းအမြင်ရှောချလိုက်တယ်။နက်ဘလူးရုပ်နှစ်ရုပ်ကခြေတွေလက်တွေလှုပ်ရှားပြီးအသက်ဝင်လာကြတယ်။ကျုပ်တို့ကိုရင်ပြူဖို့လှည့်လာကြတယ်။တတိထား။လက်ရုပ်တရုပ်ကကြောက်တုံးတုံးကိုခြေနဲ့လှမ်းကန်တော့ကြောက်တုံးကကျုပ်တို့ဘက်ကိုလွင့်လာလို့ကျုပ်ကအလက်တကြားသတိပေးရင်ငိုးရှောင်လိုက်တော့ကြောက်တုံးကခေါင်းပေါ်ကဖြတ်ပြီးနေရန်ကိုသွားထိတယ်။တကားပေါက်ကိုအမြင်ထွက်ကျုပ်လူတွေဝင်လာတဲ့တကားပေါက်ကနေထွက်ပြေးကြတယ်။ကျုပ်လည်းပြေးဖို့လုပ်ပြီးမှအံ့ဩထူးဆန်းတဲ့မြင်ကွင်းကြောင့်ခဏငြိမ်ပြီးနှင်းသက်သွားတယ်။နက်ဘလူးကြောက်ရုပ်တရုပ်ကကျုပ်ကိုလူတယောက်ဖက်ကြောက်တုံးတုံးနဲ့လှမ်းပစ်ချိန်ကြောက်တုံးကတက်မက်စွာဝင်လာတော့ဂဲလုံးကကျုပ်စီမရောက်ခင်လေထဲမှာရက်တန့်သွားတယ်။အကြောင်းကခေါင်းတလားတွေကလူကဘယ်ချိန်ကအသက်ဝင်တယ်လဲမပြောနိုင်ပါ။ကြောက်တုံးကြီးကိုကျုပ်ရှိကဖမ်းပြီးဘလူးရုပ်စီကိုပြန်ပစ်လိုက်တော့အားပြင်းလွန်ပြီးနက်ဘလူးရုပ်ကြီးကအနောက်ကိုရိုင်ထွက်သွားတယ်။ကိုကြီးဘာလုပ်နေရလဲအမြင်လာလေတကားပိတ်ပြီးပြေးမယ်ဗျအမြင်ထွက်ကျိုးလူတွေကကျုပ်ကိုအတင်းခေါ်တော့မှတတိဝင်ပြီးခေါင်းတလားတွေကအသက်ဝင်လာတဲ့သူကိုလက်ဆွဲပြီးတော့အပြင်ထွက်လာခဲ့လိုက်တယ်။ကျုပ်ကအပြင်ကိုရောက်တာနဲ့တကားကိုကျုပ်ရဲ့လူတွေကပိတ်လိုက်ကြတယ်။အထဲကနက်ဘလူးတွေကနေရန်ကိုထုနှက်နေတာကြောင့်နေရန်ကတုံလုံးနေတာမို့ကူအပြင်ကိုပြေးထွက်ခဲ့ရတယ်။ကူကတုံလုံးပြီးတဝဝပြိုတန်နေကြရတယ်။တောင်ကြီးကကူပြိုကြတဲ့နေရာတွေနှိမ့်ပြီးညီသားတွေပြိုကြနေတယ်။ဟာဒီကောင်ကြီးကိုဘာလို့ခေါ်လာရတာလဲဗျ။ဒါမကောင်းဆိုတာဖောက်ကောင်ပဲဖြစ်ရမှာလေလူမဖြစ်နိုင်ဘူးတခါလေတက်ပြစ်ရမှာသိကြတာပေါ့ဒါမကောင်းဆိုတာပဲနေအောင်စိတ်အေးနားထောင်ကြအောင်သူကဘာလဲဘာလို့ခေါင်းတလာတွေရောက်နေတာလဲသူဘာလို့အသက်ရှင်လာတာလဲဆိုတော့ကျုပ်မပြောနိုင်ဘူးလေသူမကောင်းဆိုတာဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့သူကကျုပ်ရဲ့အသက်ကိုကယ်လိုက်တာနက်ဘလူးပြစ်လိုက်တဲ့ခဲလုံးကိုသူကရှိကဖမ်းပြီးတော့ကောက်ွယ်ပေးတာအဲဒါကြောင့်သူ့ကိုခေါ်လာရတာပဲဒါအယုံသွင်းနေတာဗျလူတွေကိုစားကြင်လို့ကိုကြီးအသက်ကိုကယ်လိုက်တာပြီးရင်အားလုံးကိုသွေးဆုပ်တော့မှတက်လိုက်အောင်ကိုဖို့တွေလူတွေအတွက်အန္တရာယ်ရှိတယ်ဗျမကောင်းဆိုးကအခုငြိမ်နေပေမဲ့စိတ်ရိုင်းဝင်လာရင်မလွယ်ဘူးလေမင်းတို့တို့ရင်မပြုတ်ကြပါနဲ့ဒါမကောင်းဆိုးဆိုရင်အလင်းရောင်လေးရောင်ကြောက်ရမယ်အခုသူ့ကိုကြည့်ဘာဖြစ်လို့လဲကျုပ်စကားကြောင့်အားလုံးခဏငြိမ်သွားကြတယ်ခေါင်းတလားတွေကထွက်လာတဲ့သူကကျုပ်တို့လူစုကိုဥကြောင်ကြောင်ကြည့်နေတယ်သူ့ပုံစံကဘာမှနားမလည်တဲ့ပုံစံမျိုးစူဆန်တက်ခါစားခလေးတယောက်ပုံဝင်းချင်းကိုလေးလာစူဆန်နေတယ်လို့ပုံစံမျိုးပါအေးမင်းဘာလုပ်လဲဘယ်ရလဲလူလားမကောင်းဆိုးလားမင်းခေါင်းတလားတွေဘယ်လိုရောက်နေရလဲဘယ်သူတွေထည့်ထားရလဲမင်းပြီးတော့ဘယ်ရလာတာလဲခေါင်းတလားတွေထည့်ခင်ရတာကြားပြီလားခေါင်းတလားတွေကထွက်လာတဲ့သူကတာဝမေးနေတာကိုပြူးကြောင်စွာနဲ့ကြည့်နေတယ်မင်းတို့မေးခွန်းနေနောက်မှမေးလက်တလောချီဒီမှာသူဘာမှဖြေနိုင်မယ်မထင်ဘူးအရင်ဆုံးသူ့ကိုတန့်ရှင်းရေးလုပ်ပေးရမယ်ဟေ့နောက်ကလိုက်ခဲ့ဒီလူကကျုပ်ခေါ်ရနောက်ကိုတုံ့ဆိုင်မနေပဲနဲ့အနောက်ကလိုက်လာတော့ကျုပ်ကရှေခတ်တဲ့ရီအိုင်ကိုခေါ်သွားလိုက်တယ်မဲလုံးကစပင်းညက်တက်တယ်လို့မုံစိတ်မွေးနှခမ်းမွေးညက်ဖို့ကက်ကြီးဆောင်ထားတော့ကျုပ်တို့စပင်းလေးကိုပြပြီးသူ့စပင်းကိုညက်မဲ့အကြောင်းပြောတော့ကောင်းကြီးပြတယ်ကျုပ်ကမဲလုံးကိုအဲ့ဒီလူစပင်းကိုညက်ခိုင်းတော့ကျုပ်စကားကိုမလွန်ဆန်ရေးလို့သာကောင်းကြီးရပေမဲ့ညက်ချင်တဲ့ပုံတော့မရဘူးမဲလုံးကအဲ့ဒီလူတင်မာနာတီရောက်နေတဲ့စပင်းလေးကိုဖြတ်ပြီးတော့အတူညက်လိုက်တယ်စပင်းညက်ပြီးဆက်ပြချမ်းသေးပြီးတော့ရေချိုးခိုင်းတယ်အဝေးစားကတာဝါနဲ့မဲလုံးစိုက်မှုသူတို့နှစ်ယောက်စီကတောင်းရတယ်တာဝါကြီးကရှယ်အင်းကြီးလက်ရှိတစ်ထည်မဲလုံးကဘောင်းမီတစ်ထည်ပေးလိုက်လို့ဝက်ခိုင်းထားရတယ်ကျုပ်ပြောသမျှဒီလူကမငင်းမဲနဲ့လိုက်လုပ်တယ်ကျုပ်ကဝက်စစ်ခွက်ထဲတောရက်ကိုထည့်ပြီးတောက်ခိုင်းတော့တကြိုက်တောက်ပြီးအော်နေပြီးမှဇက်တောက်တယ်ကျောင်းသားကင်တချို့ပြီးတော့အယက်ပိုက်ရစားတယ်ကိုကြီးဒီကောင်ဘယ်လိုလုပ်မလဲလူနေရက်ကိုခေါ်သွားလို့မရဘူးနော်သွေးဆုပ်နေရင်ခတ်မယ်ဗျသူသွားချင်အောင်သွားဆိုပြီးလှုပ်ပေးလိုက်ပါမယ်ဗျမင်းတို့အဲ့ဒီလောက်မရက်ဆက်နေလေကွာခဏတစ်ဖြုတ်စောင့်ကြည့်ဖို့တော့အချိန်ပေးပါဦးသူ့ကိုနာမည်တစ်ခုပေးရအောင်ဝိုင်းစဉ်းစားကြမယ်လေတရေပိတ်တာမကောင်းဆိုးဟာဘာလို့လဲနာမည်ပါဆိုမှမင်းတို့ကလေပရလောကသားတွေနာမည်လာပြောနေတယ်ကျုပ်ကချုပ်ွယ်ပေးလိုက်တော့မယ်မင်းကိုနာမည်တစ်ခုပေးမယ်တောထဲမှာမင်းကိုတွေ့တာမလို့တောလူလို့ပဲခေါ်မယ်ကြားလားမင်းနာမည်တောလူလို့ပဲအစင်ကြီးရနာမည်ပေးလိုက်တယ်တာဝါကသူ့လက်ဘင်းကိုပစိုးတစ်ထည်နဲ့ပတ်ထားတယ်ဘာလို့တာလဲကိုတာဝါလက်ဘင်းကိုပစိုးကြီးပတ်လို့ဗီဒီယိုကားတွေကတရေတွေကလက်ဘင်းကိုကိုက်ပြီးတော့တွေးဆုပ်တယ်လေကွာဟိုကောင်တွေးဆုပ်မှကြောက်လို့ကွာခမင်းကအုံနောက်တော့တကယ်ကောင်းတာပဲဗျမဲလုံးကတာဝဖြီလာတဲ့အဖြေကြောင့်စိတ်ပြက်လက်ပြက်ရှည်ရွတ်လိုက်တော့တယ်တောလူကကျုံနာမှာပဲကတ်နေတယ်ကျုပ်လူ၃ယောက်ကသူ့ကိုသဘောမကျမှန်းသိပုံရတယ်ဝက်ကြရွာကိုလမ်းရှာရင်းကျုပ်ကလမ်းကိုမှတ်မိသွားတယ်တောလူကိုတစ်ချက်အကဲခတ်ကြည့်တော့အစပိုင်းလမ်းလျှောက်တဲ့နေရာမှာကွာတတနဲ့အသားမကျပေမဲ့တဖြည်းဖြည်းပုံမှန်အတိုင်းရှောက်နိုင်တယ်
တန်းသွားရင်ပတ်ဝန်းကျင်ကိုအထူးဆန်းလိုမျိုးလိုက်ကြည့်နေတယ်။တောလူကပိန်ပြီးသွေးဆုပ်ဖြူရော်နေတာကြောင့်ကြည်ရဆိုတဲ့ထင်ရပေမဲ့အသားပြည့်သွားရင်ရုပ်ဆိုးမှာတော့မဟုတ်ဘူး။ကျုပ်လူ3ယောက်တောလူရှိနေလို့ကျုံနာကိုမကပ်ဘူး။နေ့လယ်ပိုင်းမှာဝဲကြရွာကိုကျုပ်တို့ရောက်တယ်။မောင်မိုင်းအိမ်ကိုမှန်းဆသွားတော့ရွာကပြောင်းလဲမှုမရှိလို့မောင်မိုင်းအိမ်ကိုရောက်လာတယ်။တောလူကလူတွေအများကြီးတွေ့တော့ကျုံနောက်ကျောမှာကပ်ပြီးမဝင့်မရင်နဲ့လိုက်လာတယ်။ငမိုင်းရဲ့မိဘတွေနဲ့မောင်မိုင်းရဲ့ညီငတန်းကိုတွေ့ရတယ်။ဟာကိုဖိုးတီတို့ဖွဲ့ရောက်လာပြီပေါ့ဝမ်းသာလိုက်တာဗျာ။မင်းကိုကြော်တက်ပြီးတော့မင်္ဂလာဆောင်တော့မှာပေါ့ဟဲ့လား။ကဲမင်းအကိုရောရောက်ပြီလားငတန်း။ရောက်သေးဘူးကိုဖိုးတီမနေ့ပြန်လောက်ဆွေမျိုးတွေနဲ့လာမယ်ထင်တယ်။ငတန်းကတာဝါတို့နဲ့ရွှေတွေလောက်ရှိတယ်။ငမိုင်းနဲ့ကျုပ်စီတခါတလေလိုက်လာကြလို့သိနေချင်းပါ။မနေ့ပြန်အမဲလိုက်ထွက်ကြမလို့ကိုဖိုးတီတို့ရောက်တော့အဆင်ပြေသွားတာပေါ့လာလာတဲမဲ့အိမ်လိုက်ပို့ပေးမယ်။ငတန်းကတဲကုန်မဲ့အိမ်ကိုကျုပ်တို့ကိုလိုက်ပို့ပေးတယ်။တခြားဧည့်သည်တွေလည်းအိမ်ပေါ်မှာရှိနေတော့နေရာလွတ်တစ်ခုမှကျုပ်တို့နေရာယူတယ်။လူတွေရှိနေလို့တနက်တွေကိုပြစ်စစ်လက်ခတ်မထားဖို့ကျုပ်လူတွေကိုသတိပေးရတယ်။အပြင်ကိုထွက်သွားတဲ့ငတန်းကခေါင်းတအိုးနဲ့ကျူရိုးတွေယူလာပေးတယ်။အသားကြောင့်မီးဖုတ်တွေလည်းပါလာတယ်။ကျုပ်တို့ကခေါင်းအိုးကိုရေးထည့်ပြီးကျူရိုးစိုက်ပြီးတော့တောက်ကြတော့တော်လူကိုလည်းတောက်ခိုင်းနေချိန်မှာတော်လူကခေါင်းကိုတစ်ကြိုက်တောက်ကြည့်ပြီးကြိုက်သွားပုံနဲ့ဇက်တိုက်တောက်တော့ခေါင်းရည်အရှိန်တက်ပြီးမကြခင်မှာမှောက်သွားတော့တယ်။တော်လူနဲ့ပတ်သက်ပြီးဘယ်လိုစဉ်းစားထားလဲကိုဖို့တီဒီကောင်ကလူလားမကောင်းဆိုးပါလားထားပါအောင်လေဒီကောင်ကိုဒီလိုခေါ်သွားဖို့တော့မဖြစ်နိုင်ဘူးဗျတော်လူနဲ့ပတ်သက်ပြီးကျုပ်ကမှမစဉ်းစားရသေးဘူးရန်အောင်လက်တလောသူကကျုပ်ကိုကဲထားတဲ့ကျေးဇူးရှင်မလို့သူ့ကိုတတ်နိုင်သလောက်ကူညီပေးတာနဘလူးရုပ်နှစ်ခုကြားမှာခေါင်းတလားထားထားတာဆိုတော့ပြင်ပကလူတွေဖြက်စီးမှကြောက်လို့လားဒါမှမဟုတ်အသက်ဝင်ပြီးတော့ထွက်သွားမှဆိုလို့အစီရင်လှုပ်ထားတာလားတခုခုပဲတော်လူကတာမန်သူမဟုတ်တာတော့သိတယ်မဲလုံးလူတယောက်မနေမရမယ်ကြောက်တုံးတစ်လုံးကိုအရှိန်နဲ့လွှင့်လာတာသူကအသားလေးထိနိုင်တယ်ပြီးတော့အသားရပဲပြန်ပစ်လိုက်နိုင်တယ်သူ့အားသူ့ရဲ့မြင်ဆန်မှုဘယ်လောက်ရှိလဲလို့တော့တွေးလို့မရဘူးသူကမကောင်းဆိုးဝါးတကောင်ဖြစ်ချင်းဖြစ်လိုက်မယ်ဒါပေမဲ့လူတွေကိုဒုက္ခပေးမယ်မကောင်းဆိုးဝါးမျိုးတော့မဟုတ်ဘူးဗီဒီယိုရုံမှာတရေကားတကားကြည့်ဘူးတယ်မကောင်းဆိုးဝါးသွေးကိုတောက်ရင်နဲ့ရောက်နေတဲ့နှစ်အတိုင်းအသက်ရာထောင်ချီနေသွားလို့ရတယ်တဲ့ရန်အောင်ရဲ့ဒါနဲ့မဲလုံးမင်းတို့တောလူသွေးကိုစမ်းတောက်ကြည့်ပါလားယင်ကိုဟာကိုစမ်းတောက်ကြည့်ပါလားတောလူလည်းပင်ကိုကိုက်ပြီးတော့သွေးဆုပ်လိုက်လေခင်ဗျာတောလူသွေးတောက်ရင်ခင်ဗျာတယောက်တည်းနဲ့မတောက်နဲ့ခင်ဗျာမိန်းမပါတိုက်ဒါမှနှစ်ထောင်ချီနှိမ့်ဆက်ခံနေရမှာတာဝါကိုကျန်တဲ့နှစ်ယောက်ကဝိုင်းပြီးတော့တပြိုင်နက်တည်းနှိပ်ကွတော့ရှိနေကြရတယ်ကျုပ်ကကောင်းမှုလို့အိတ်နေတဲ့တောလူကိုကြည့်ပြီးတောလူအကြောင်းတွေသိချင်နေမိတယ်ထမင်းစားဖို့လာခေါ်တဲ့အတွက်မူးနေတဲ့တောလူကိုနှိုးပြီးသွားစားကြတယ်မင်္ဂလာပွဲလာတဲ့တခြားသူတွေလည်းစားနေကြတယ်ချောင်းဝင်းထဲမှာအိုးကြီးတွေနဲ့ချက်ပြုတ်ကျွေးမွေးခြင်းပါပွဲကိုလာတဲ့သူတွေအားလုံးကျုပ်တို့ကလွယ်ပြီးကျန်တဲ့လူတွေကနှပေါက်ကျဲခြင်းနေပါဝတ်သားဟင်းတွေအိုးလိုက်ချက်ထားပြီးကြိုက်တဲ့လောက်ထည့်စားရုံပဲကျုပ်ကတော့လူကိုထမင်းနဲ့ဟင်းတစ်စလုံးခူးပြီးတော့အာဘာတိယစားတယ်ထမင်းစားပြီးကျုပ်လူ3ယောက်အိတ်နေကြတယ်ကျုပ်ကတောလူကိုပစိုးဟောင်းတစ်ထည့်ရှက်ရင်ကြီးတစ်ထည့်ပေးပြီးတောင်တစ်ဖက်ယူးချောင်းမှာရေချိုးဝစ်စားလဲခံလိုက်တယ်တောလိုက်တစ်မြောင်တစ်ချောင်းပေးထားတော့ဒိန်တွေကတစ်မြောင်ကိုထုတ်ပြီးခဏစိုက်ကြည့်ပြီးတော့လက်ထဲမှာကျင်းလဲစွာဝိရန်ကစားနေတာကိုကြည့်ပြီးတော့အံ့ဩမိတယ်။ဒါနဲ့ရင်းနှီးကျွမ်းဝင်ပုံရတယ်။ဒါကိုအပေါ်မြောက်တင်ပြီးဓာကြလိုက်မယ့်နေရာကိုပြေးသွားပြီးတော့တယိုးကိုဖမ်းပြီးအနီးကတစ်ပင်ကိုတခဏအတွင်းမှာဓာချက်ပေါင်းများစွာထိုးနှက်ပြီးသွားပြီ။မကောင်းဆိုးဝါးတွေကနေရောင်အလင်းရောင်တံမခံနိုင်ကြတော့တောလူကကြတော့နေရောင်အောက်ကိုသွားရင်လေမကောင်းဆိုးဝါးတွေကနေရောင်အလင်းရောင်မခံနိုင်ကြတော့တောလူနေရောင်အောက်သွားနေတာမို့မကောင်းဆိုးဝါးလို့မထင်မိဘူး။ကျုပ်ကတောလူအကြောင်းဘယ်သူမှမပြောဖို့ကျုပ်လူတွေကိုမှားထားတယ်။တောလူကိုကြောက်ပြီးမလိုအပ်ပဲစကားတွေအများကြီးပြောနေရမှာဆိုလို့ပါ။တဲကိုရအိမ်မှာတညအိတ်ကြတယ်။အိမ်ရမှာတာဝါကလူကြားတွေကိုဝင်အိတ်ပြီးပစိုးတစ်ထည်ကိုလည်းပင်ပတ်ထားတယ်။တောလူကကျုပ်ပြီးမှအိတ်တယ်။ညပိုင်းတောလူစိတ်ပြောင်းပြီးတမျိုးတစ်ပုံပြောင်းလဲလာမှလားလို့တွေးပြီးတော့စောင့်ကြည့်ပေမဲ့တောလူကနှိမ့်ချိုက်စွာအိမ်မောကြနေတော့ကျုပ်လည်းညနေမှစိတ်ချလက်ချအိတ်လိုက်တယ်။နောက်တနေ့မနက်မှာရွာကိုဧည့်သည်တွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတယ်။ငမိုင်းလည်းလူတစုနဲ့ရောက်လာတယ်။ကျုပ်တို့ရောက်နေတာမြင်တော့ဝမ်းသာအားရနှုတ်ဆက်တယ်။တောလူကိုမြင်ပြီးမြင်မြင်တော့စကားမတက်တဲ့ကျုပ်တီတယောက်ဖြစ်ကြောင်းပြောလိုက်တော့ဘာမှဆက်မမေးတော့ဘူး။နနက်10 နာရီခန့်မှာထမင်းစားကြတယ်။နေ့လယ်ပိုင်းတောချောက်ပြီးပြစ်ကြမှာပါ။အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီးတစ်ဖွဲ့ကလှမ်းကြမှာဖြစ်ပြီးတော့နောက်တစ်ဖွဲ့ကပြစ်ကြမှာ။ပြစ်မဲ့အဖွဲ့မှာလူ10ယောက်ထားတယ်။ကျုပ်ရန်အောင်မဲလုံးတို့ကပြစ်မဲ့အဖွဲ့မှာပါပြီးကျန်တဲ့9ယောက်ကငပေါက်ကျဲချင်းတွေနဲ့ငမိုင်းငတန်းတို့ပါတောချောင်းမဲ့လူက30ခန့်ရှိပြီးခွေးတွေလည်းပါတယ်
တောချောင်းမဲ့ဖွဲ့တယ်တာဝကိုထည့်ထားတော့တာဝကစိတ်ပြက်လက်ပြက်နဲ့တောချောက်တဲ့အဖွဲတွေထည့်ရတယ်လို့ဗျနှပေါက်ကျဲတွေနဲ့တောထဲမှာပြေးပြီးတော့တောချောက်ရမှာဖြန်နဲ့ရေကူးပြိုင်သလိုဖြစ်နေမှာပေါ့သူတို့ကမြင်သလားမမေးနဲ့လေတောလူလေတောချောက်ခိုင်းလိုက်ပါကိုကြီးကမလုံးနေကွာကျုပ်ကဖြစ်နိုင်ရင်ရွာမှာထားကြတာအနောက်ကလိုက်နေလို့သာတောလိုက်မဲ့ဖွဲရတောင်3-4လုံးကြော်ပြီးတော့သွားရမှာဆိုတော့စောပြီးထွက်သွားကြပြီကျုပ်တို့ကလည်းတနားရီလောက်နောက်ကျပြီးမှထွက်လာကြတယ်အမဲပြမဲ့လူတွေကတက်ကွင်းလွင်ပြေတောင်ထိပ်တစ်ပင်ဒီမှာကားငယ်ပုံစံနေရာယူထားကြတယ်ကျုံနဲ့ရန်အောင်မဲလုံးကအလေကျော်မှနေရာယူပြီးပြစ်ခတ်မဲ့တစ်ပင်ပေါ်တက်လိုက်ကြတယ်တခြားသူတွေလည်းသူတို့တက်ရမဲ့တစ်ပင်တွေပေါ်တက်သွားကြပြီတောလူကကျုံနေရာယူထားတဲ့တစ်ပင်အောက်တစ်ကိုင်းမှနေရာယူကြတယ်ကျုပ်ကအမဲလိုက်တဲ့ပုံစံပြောပြတော့ခေါင်းကတစ်ဆက်ဆက်ညိနေတယ်နားလေတာလားနားမလဲတာလားမပြောတတ်ပါခဝေဝေကတုံးမောင်းခောက်တန်အတန်သေးတန်ကြောင်အော်ခိတန်တွေကြားရတယ်လို့ခွေးဟောင်တန်တွေလည်းကြားရတယ်ဘေးနှစ်ဖက်ကအော်တန်တွေလည်းကြားရတယ်တော်ထဲမှာရှိတဲ့သားကောင်းတွေမှန်သမျှ၆လန့်ပြီးကျုပ်တို့ရှိရာပြေးလာဖို့မောင်းကြခြင်းပါညတန်းပြောတာပြောင်တော့ကိုဝင်သွားတာတွေးလိုက်သူတွေရှိလို့ပြောင်တွေးလာကြောင်ပြောပြတာကြောင့်တတိထားစောင့်ကြည့်နေကြတယ်အော်တန်တွေတောင်တလုံးကျော်လာနေသလိုတော်ထဲမှာပြေးလွှားတန်တွေလည်းကြားရတယ်ဘေးဘက်ကိုကွဲထွက်မသွားစေဖို့၆လန့်နဲ့ခွေးတန်လူတန်တွေလည်းကြားရတယ်တူမီတန်တွေလည်းကြားရတယ်တခြားဘေးဘက်ကစောင့်နေသူတွေပြစ်ခတ်နေကြပြီတကွင်းလေကိုသားကောင်းတွေကဆင်းမလာသေးဘူးကြီးတွေကအသားနုတဲ့အကောင်တွေမို့လို့တောင်3000ကျော်လောက်ကအော်ရာကိုလန့်ပြေးလာပြီးပြစ်ခတ်နေပုံရတယ်တောချက်တွေလန့်ဖြန့်အော်ပြီးပြန်တန်းလာတာကိုလည်းမြင်ရတယ်တောလန့်နဲ့အလေကိုရောက်နေတဲ့သားကောင်းတွေတောတိုးပြေးလွှားတန်တွေကြားနေရတယ်ကျုပ်ကတနက်ကိုမောင်းတင်ပြီးပြစ်ဖို့အသင်ပြင်ထားလိုက်တယ်ဆက်ဖားကြီးတကောင်ကစုံစားပြီးပြေးလာတယ်ကျုပ်အသက်လူပြေးလာတဲ့ဆက်ဖားကိုပြစ်လိုက်တယ်ဆက်ဖားကြီးရှေ့လက်နဲ့ချောင်းထောင်တက်သွားပြီးတော့ရှေးလျားတဲ့လေတိုင်းကြီးထောင်မှတ်သွားပြီးဘိုင်းကနေလဲကျသွားတယ်ကျော်လူကဆက်ဖားကိုကျုပ်ပြစ်လိုက်တာကြည့်ပြီးဝမ်းသာအားရရှိနေတယ်ရှမ်းနောက်ဘက်အချမ်းကပြစ်ခတ်တန်ကြရတယ်တဝဝတဝဝတန်နေကြရပြီးပြောင်အုပ်ကြီးကတအုပ်လုံးခြုံတွေတွေကိုတိုးဝေးနင်းချပြီးအုပ်ဖြန့်ပြီးတော့ပြေးလာတယ်ကျုပ်ပဲပြေးလာတဲ့အကောင်လေးတွေကိုပြစ်ကွင်းသားတဲ့အကောင်တစ်ကောင်ကိုပြစ်ပလိုက်တယ်သေကွင်းသေကွယ်နေရာကိုထိမသွားတဲ့အတွက်ရုတ်တရက်လဲမသွားပဲပြေးရှင်တက်ပြီးတချို့ကောင်တွေကနောက်လှည့်ပြေးကြပေမဲ့နောက်ကလိုက်လာတဲ့ခွေးတွေလူတွေအတန်နီးကပ်လာတော့နောက်ကိုပြန်မလှည့်ပဲဘေးလွတ်ရာကိုပြေးကြတယ်ကျုပ်ကနောက်ထပ်တစ်ချက်ထပ်ပစ်တော့ရှေ့လက်ပြင်ကြားပြစ်မှတ်နေရာကိုထိတဲ့အတွက်ပြေးရင်းနဲ့လဲကျသွားတယ်တခြားဘက်ကပြစ်တန်တွေလဲကြရတယ်တူမီနဲ့ပြစ်ရင်သားကောင်ကြီးသေးလိုက်ရှမ်းချက်ဆက်ပြစ်ရင်မသေးစရာအကြောင်းမရှိဘူးကျုပ်တနက်ပြင်းအားရပြစ်ကွင်ဝီထိချက်မမှန်ရင်တော့တော်ရုံနဲ့မသိဘူးဟာတောလူကျုပ်ကသားကောင်လေးကိုအာယုံဆိုင်နေချိန်ပြောင်တကောင်တစ်ပင်အောက်ကဖြတ်ပြီးတော့တောလူကပြောင်ရဲ့ကြောပေါ်ဖြတ်ခနဲခုံစင်ပြီးစီးပြီးတော့ပါသွားတာတွေ့ရတဲ့အတွက်ထိတ်လန့်အံ့ဩသွားတယ်ခေါင်းမော်ပြေးနေတဲ့ပြောင်ကျူနှချောင်းကိုဖြတ်ခနဲလက်တစ်ဖက်နဲ့စီးကနေအုပ်ကန်ပြီးတော့ဘေးကိုခုံစင်ပြီးပြောင်ကျူကိုကန်ပြီးတော့ဆွဲထားလိုက်တယ်ပြောင်နဲ့တောလူအားပြိုင်နေကြတယ်ကျုပ်စပထမကြောင်ကြီးကြီးရာကနေတတိဝင်လာပြီးတော့တစ်ပင်မော်ကစင်တောလူရှိရာအမြင်ပြေးသွားတော့ပြောင်ကြီးရဲ့ဦးကျိုနှစ်ဖက်ကိုကန်ပြီးဦးကောင်းကိုမြေပေါ်ကိုနှိမ့်ချထားတဲ့တောလူကိုတွေ့ရတယ်ပြောင်ကနှာတရှူရှူမှုတ်ပြီးခေါင်းကိုလှုပ်ခန္ဓာကိုယ်ကိုဝှိရမ်းပြီးလွန်မြောက်ဖို့ကြိုးပမ်းနေပေမဲ့တောလူကကျိုးကိုမလွတ်တမ်းကိုက်ပြီးလှည့်ပတ်နေတဲ့အတွက်မလွတ်မြောက်နိုင်ပဲရှိနေတယ်ကျုပ်ကတောလူနဲ့ပြောင်ရှိရာပြေးသွားပြီးရှေ့လက်ပြင်ကြားကိုအနီးကပ်ချိန်ပြီးတော့ပြောင်ကိုအဆုံးသတ်လိုက်တယ်တောလူကဝမ်းမြောက်ဝမ်းသာနဲ့ပြောင်ကိုလှည့်ပတ်ကြည့်နေတယ်ကျုပ်ကပြောင်တကောင်ကိုထိန်းနိုင်တဲ့တောလူရဲ့အင်အားကိုထိတ်လန့်မိတာဝန်ခံရပါမယ်တောလူသားကျုပ်တို့ကိုတတ်ချင်ရင်လက်နက်မလိုပဲနဲ့အလွယ်တကူတတ်သွားရုံပါပဲတောလန့်အမဲလိုက်ပွဲပြီးသွားပြီမျောလင်းထားတာထက်သားကောင်တွေရတယ်ပြောင်သီးသန့်၄ကောင်ရလိုက်တယ်စက်ကြီးတောဝက်တွေလည်းရတယ်ရွာသားတွေကသားကောင်တွေကိုသိမ်းလာကြတယ်လူနှစ်ယောက်ထမ်းရမယ့်ကြီးတကောင်ကိုတောလူကကောက်ထမ်းမဲ့လို့တော့ကျုပ်ကမထမ်းဖို့တားပြီးတယောက်တည်းမလုပ်ပဲလူများနဲ့ဝိုင်းချမ်းတဲ့နေရာမှာပို့ထားလိုက်တယ်ဟာဟိယောလေးတာဝါမတွေ့ပါလားကျွန်တော်လေကိုကြီးပြောမှသတိထားမိတယ်ဗျကိုတာဝါကြီးပြောင်းနေပါလားရွာသားတွေနဲ့ရောပြီးရွာကိုရောက်သွားပြီထင်တာပဲကျုပ်တာဝါပြောင်းနေတာမေးတော့တခြားသူတွေကလည်းတာဝါပြောင်းနေကြောင်းအခုမှသတိထားမိတယ်ရွာရောက်ပြီးရွာထဲမှာလိုက်ရှာပေမဲ့တာဝါကိုမတွေ့လို့စိတ်ပူပြီးလိုက်ရှာဖို့လုပ်နေတဲ့အချိန်ရွာလမ်းအတိုင်းလျှောက်လာတဲ့တာဝါကိုတွေ့ရတယ်အဝေးစားတွေစုပ်ပြဲပြီးခန္ဓာကိုယ်အနှံ့စူးချင်ရာတွေနဲ့တာဝါကိုတွေ့ရတယ်ဒီလူတွေခွေးနဲ့အပြိုင်ပြေးနိုင်နေကြကျွန်တော်ကစူးကြုံကြတယ်ကြံခဲ့တာကျွန်တော်မွေလဲအကိုက်ခံလာရတယ်ကိုကြီးဟေးဘာမွေကိုက်သွားတယ်ဟဟလားဘာမွေကိုက်သွားလဲဘာမွေကိုက်သွားမှမသိဘူးဗျမျက်လုံးကြီးပြလာပြီဗျဟာမွေကိုက်ခံလာရတာလားကိုတောင်ကအဆင်ပြေလားအေးဘယ်နေရာကိုကိုက်တာလဲပြစမ်း
ကျိုးတို့3ယောက်တာဝနာကိုစိုးရင်တကြီးကြည့်ကြတယ်။ငွေကြိုက်သွားတဲ့ခြေတလုံးကိုပြတယ်။အဆွဲမှာအရာနှစ်ခုကသွေးတွေဆိုးထွက်နေတယ်။ပေါင်ကိုຫນွေကျိုးတစ်ချောင်းနဲ့တင်းကျပ်စွာစီးထားလိုက်တယ်။အဲ့ဒီချိန်မှာဟာဘာလို့လဲငါ့ကိုသွေးဆုပ်တာလားလောက်ကြပါအောင်ကြည့်ကြပါအောင်ဒီမှာသွေးဆုပ်နေလို့ဟာဘာလို့ဆုပ်အောင်နေတာလဲတောလူကမင်းအစိတ်မတက်အောင်သွေးဆုပ်ထုတ်ပေးနေတာသွားပါပြီကွာရုတ်တရက်ဘေးရကြည့်နေတဲ့တောလူကတာဝါခြေတလုံးငွေကြိုက်တဲ့ရကိုပါဇက်နဲ့ဆုပ်ပြီးသွေးတွေကိုထွေးထုတ်လိုက်တယ်တာဝါအလန့်တကြားအော်နေတော့တယ်တောလူအစိတ်ထုတ်ကြောင်ပြောပေမဲ့မျက်နှာပြက်ပြီးကြောက်လန့်နေတယ်၄၅ချိန်ဆုပ်ထုတ်ပြီးတော့မှတောလူကရက်လိုက်တယ်အမလီငါတော့ကိုကျိုးနေပါပြီနှကန်းနဲ့ပါဇက်မှာသွေးတွေပေးနေတဲ့တောလူကတာဝါကိုပြုံးပြတော့တာဝါကအလန့်တကြားထအော်တယ်တောလူကကျုပ်တို့နာကထသွားပြီးစင်အိုကရေနဲ့ပလုတ်ချင်းပြီးချန်ပီယံကိုထွက်သွားတယ်အစိတ်မရှိတဲ့မွေကြိုက်တာတာဝါမွေမှာအစိတ်မပါဘူးအစိတ်ရှိတဲ့မွေကြိုက်တဲ့နေရာသွေးကပါမဲနဲ့သွားတာတောလူလည်းဆုတ်ထုတ်လိုက်တော့ဘာမှမဖြစ်တော့ဘူးတာဝါကကျုပ်ပြောတာကိုကြားဖို့မရပါအိမ်ပေါ်တက်သွားပြီးစောင့်ချုံအိတ်နေတယ်တောလူကအရွက်ချို့ကူးလာပြီးတော့လက်ဝါးထဲမှာလုံးချိပြီးတာဝါတန်ရမှာအရှိလေးညှစ်ချပေးတယ်တာဝါကတောလူကိုတေချာစိုက်ကြည့်နေတယ်ရွာသားတွေကအသားတွေခုတ်ထစ်နေကြတယ်ကျုပ်တို့ခေါင်းကြီးနဲ့အမီး3-4ပကံယူလာပေးတယ်တာဝါဝီစကီ3လုံးကျန်သေးတော့သူတို့သားငတန်ကိုလက်ဆောင်တစ်ပလင်းငမိုင်းကိုတစ်ပလင်းပေးပြီးကျန်တဲ့တစ်ပလင်းကိုကျုပ်တို့ကိုပေးတယ်ညနေဆောင်မှာငါနေရောက်ထိလို့မရဘူးအသားတွေမီးလောင်သလိုခံစားနေရတယ်အရက်ဝိုင်းမှာညနေဆောင်နေကအိမ်ပေါ်ကိုကြတော့တာဝါကြောပေါ်အကြမှာတာဝါကအလန့်တကြားထအော်ပြီးနေရာရွှေ့ပြီးတော့နေအောင်ထိတဲ့လက်မောင်းကိုကြည့်နေတယ်ဝီစကီကိုရေရောပြီးတော့တောလူကိုပြီးတော့တောလူကတကြိုက်တည်းမော့ပြီးသဘောကျသွားတဲ့ပုံပဲခေါင်းရည်တောက်ဝီစကီတောက်အမည်မျိုးစုံစားရင်ကျုပ်တို့မူပြီးစကားပြောနေတော့ခါတိုင်းစကားများတဲ့တာဝတိတ်ဆိတ်နေတော့တယ်ကိုတာဝကျွန်တော်လည်းဘင်းကိုဘာလို့ကြည့်နေရလဲဘာတွေပေနေလို့လဲမင်းကအသားဖြူတော့လေဘင်းကြောတွေမြင်နေရတယ်လေငါကသွေးကြောမှာသွေးစီးနေတာပါမြင်နေရတာဖြစ်သေးဘူးငါစိတ်ထိန်ရမယ်စိတ်ထိန်စမ်းတာဝါကရန်နောက်လေဘင်းကိုကြည့်ပြီးပါဇက်ဟာပြီးတော့မသိရင်ကြိုက်တော့မယ့်ပုံစံလုပ်နေတယ်စိတ်နဲ့လူနဲ့ကပ်ပုံမရဘူးအိမ်ထဲကမုံစိတ်ရိတ်တဲ့နေရာမှာကြီးတဲ့မှန်ဝိုင်းလေးကိုထုတ်ပြီးတော့သွားတွေကိုကြည့်ပြီးသဆွဲနေရာကိုပေါက်ထားပြနဲ့ပို့ဆွဲနေတယ်တာဝဘာဖြစ်နေရလဲစိတ်ပေါက်သွားပြီလားကျွန်တော်လူတွေကိုစိတ်မထိန်နိုင်ပဲရန်ပြုတ်တက်ဖြတ်မိတတ်လိုက်ကြပါဗျာကျွန်တော်ဒီဘဝရောက်သွားတာဘယ်သူမှမသိပါစေနဲ့ညီစမ်းပါမင်းကဘယ်ဘဝရောက်သွားလို့လဲသွေးဆုပ်ဖုတ်ကောင်လေမင်းကသွေးဆုပ်ဖုတ်ကောင်ဘဝရောက်နေပြီလားဘာလို့လဲတောလူကကျွန်တော်ကိုသွေးဆုပ်လိုက်ပြီလေကျွန်တော်လူမဟုတ်တော့ဘူးနေအောင်ကြည်တန်လည်းမခံနိုင်တော့ဘူးသွားရီလည်းချွန်လာတယ်ရန်နောက်လည်းပင်သွေးကြောမြင်တော့ကိုက်ပြီးတော့သွေးစိမ်တောက်ချင်လာတာဟာတကယ်လားကိုတာဝလိန်ပြောပါမလားရန်နောက်ရမင်းလည်းပင်ကိုဖုံးထားကွာငါစိတ်မထိန်နိုင်တော့ဘူးကိုက်မိလိမ့်မယ်ဟာတကယ်ကြီးလားဖြစ်မှဖြစ်ရလေဗျာဘယ်လိုလုပ်ကြမလဲခင်ဗျာမကြခင်စိတ်ထိန်နိုင်မယ်မထင်ဘူးဗျကျုပ်အခြေအနေကိုအခုမှသဘောပေါက်တယ်တာဝါတယောက်ငွေကြိုက်တဲ့ရာကနေသွေးကိုတောလူဆုပ်ထုတ်လိုက်တဲ့အတွက်သူဟာသူသွေးဆုပ်ဖို့ကောင်းဖြစ်သွားပြီလို့ထင်နေခြင်းပါသူဖြစ်နေတာတကယ်မဟုတ်ပဲစိတ်ချအစွဲလန်းကြောက်ပဲဖြစ်လိမ့်မယ်ကျုပ်ကာဝအကြောင်းသိနေပြီမို့ရည်ချင်းစိတ်ကိုမျိုးသိပ်ထားရတယ်လူသွေးကိုမတောက်ပဲနဲ့တရိษံသွေးတွေတောက်ပြီးအသက်ရှိရှိနေသွားလို့ရပါတယ်တာဝါရစိတ်မညစ်ပါနဲ့မင်းကအခုဆိုရင်သေခြင်းတရားကိုစန့်ကျင်နေသူတယောက်ဖြစ်သွားပြီလူစွမ်းကောင်းတယောက်ဖြစ်လူတွေကိုကူညီပြီးတော့အသက်ရှင်လိုက်စမ်းပါတာဝမျက်လုံးလေးအရှောင်လက်သွားတယ်ဟုတ်တယ်ဒီစွမ်းအားတွေနဲ့လူတွေကိုကယ်ပြီးတော့လူစွမ်းကောင်းလုပ်ရမယ်ဒါနဲ့မဲလုံးကပြောတယ်တောလူကပြေးနေတဲ့ပြောင်ကျောပေါ်ကိုခုန်တက်ပြီးတော့ဂျိုးနှချောင်းကိုကိုင်းပြီးပြောင်ကိုဆွဲလဲဖို့လုပ်တယ်ဆိုအဲ့ဒီစွမ်းအားမျိုးငါမှလည်းရှိနေလောက်ပြီပေါ့အေးအောင်မဲလုံးမင်းသွေးဆုပ်မခံချင်ရေတစ်ခွက်ခတ်ပေးစမ်းရန်လားငါ့ကိုလာနှိပ်ပေးလားခမည်းပြောတော့လူတွေကိုကာကွယ်ပေးမှာဆိုအခုကအနိုင်ကျင့်ချင်းချောက်နေတာမလားစကားများတယ်ကွာငါကြိုက်လိုက်ရတာဝသွားဖြဲပြတော့မဲလုံးရေသွားခတ်ပြီးရန်နာကတာဝကိုနှိပ်ပြီးတော့ရီချင်းလုံးလို့မျက်နှာကိုတစ်ဖက်လှည့်ပြီးပါဇက်ကိုကြိုက်ထားရတယ်တောလူပြောင်းဖမ်းတာကိုဘယ်သူကမှမပြောပြပေမဲ့မဲလုံးကမြင်သွားပုံရတယ်ညာအိတ်တော့ရန်နာနဲ့မဲလုံးတာဝနာမှာမအိတ်ပဲခွဲအိတ်ကြတယ်လေဘင်းမှာအဝတ်တွေပတ်ပြီးစောင်ကိုကောင်းမှတင်းတင်းခြုံပြီးတော့တာဝကိုကြည့်နေကြတယ်တာဝယူထားတဲ့စကားတွေကြားပြီးအိပ်ပျော်ကြပုံမရဘူးနေကင်းမျက်လုံးကကြည့်ရတာသိအဆင်မပြေဘူးအခုလိုက်အောင်မှကြည့်ရတာရှင်းလင်းနေတာပဲဟိုတောင်ပေါ်ကသားကောင်ကြီးလမ်းလျှောက်နေတဲ့အတန်ကြားနေရတယ်ညပိုင်းထွက်တဲ့ဆက်ချေတန်ပဲဖြစ်မှာတော့ဖန်ပြီးတော့သွေးတောက်လိုက်ရင်ကောင်းမလားဖြစ်သေးဘူးငါသွေးအရသာဆွဲသွားလို့မဖြစ်ဘူးငါသွေးမတောက်ချင်ဘူးတာဝ
သူ့ကိုယ်သူသွေးဆုပ်ဖုတ်ကောင်လို့ထင်နေပြီးတော့ရန်နောင်နဲ့မဲလုံးလဲတာဝလိန်နေတာမကြခဏခံနေရတာဖြစ်တော့တာဝအမှန်ကန်လှုပ်ပြနေတာကိုတကယ်ထင်နေကြတယ်ကျုပ်ကတာဝကိုလှုပ်ပေးထားလိုက်တယ်ကိုယ်အိတ်နေတဲ့တော်လူကိုကျုပ်ကစောင့်ချုံပေးလိုက်တယ်တာဝမင်းကသွေးဆုပ်ဖုတ်ကောင်ဖြစ်နေပြီဆိုတော့စောင့်မလို့တော့ဘူးကျုပ်ချုံလိုက်မယ်ကျုပ်သွေးဆုပ်ဖုတ်ကောင်ဖြစ်နေတာလူမသိစေနဲ့လေတူတူပြောပါရော့ဆောင်ကျုပ်တာဝစောင့်ချုံရင်းနဲ့ကိုယ်အိတ်နေလိုက်တယ်စောင်းရသည်လည်းဖြစ်ပြန်ရိုးမတော်တယ်လည်းရောက်နေပြန်တော့တာဝအေးမှသိကြတယ်ဟာကိုတာဝဘာလို့လာလဲဗျခင်ဗျာကျွန်တော်ကိုကိုက်မလို့လားစိတ်ချင်းလီဗျာမဲလုံးနဲ့ရန်အောင်အလန့်တကြားအော်တန်ကြောင့်ကျုပ်နိုးလာတယ်တာဝကသွားချင်းရိုက်နေတဲ့အတန်ကြားရတယ်ချမ်းလုံးလို့မေးရိုက်နေခြင်းပါရန်အောင်နဲ့မဲလုံးကအေးလုံးတို့တကူလုံးတစ်ဆက်ဆက်တုံပြီးမေးရိုက်နေတဲ့တာဝကိုကြည့်ပြီးတော့တာဝသွေးဆုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားပြီဆိုပြီးလမ်းဖြန့်နေကြတယ်တာဝကသူတို့ခြေထောက်တွေကိုသွားကင်နိုးနေပြီငါမင်းတို့ကြာအိပ်ပြရစီကွာချမ်းလို့ပါမအိပ်ပါနဲ့ဗျာကိုကအိပ်စမ်းပါကိုတာဝကိုကြည့်ပါအောင်ဗျဘာဖြစ်နေရလဲမသိဘူးမဲလုံးကကျုပ်ကိုလှမ်းပြောတယ်ခြေနဲ့လက်ကိုကြိုးချီပြီးမင်းတို့ဆောင်နေခြုံပေးထားလိုက်သူခံစားနေရတာတတ်တာသွားလိမ့်မယ်ကျုပ်အိပ်မပြောတော့မှမို့ခြေလက်တွေကျိုးတုပ်ပြီးဆောင်ချုံထားတဲ့တာဝကိုဆောင်ချုံပြီးတော့ဒေါ်လူကလည်းသူချုံထားတဲ့ဆောင်ကိုခြုံပေးလိုက်တယ်ဒေါ်လူအရက်တပလင်းယူပြီးအိမ်အောက်ဆင်းခဲ့လိုက်တယ်ဒေါ်လူနောက်ကိုကျုပ်ကလိုက်လာခဲ့လိုက်တယ်ကျုပ်တို့မြူဆိုင်နေတဲ့တောင်ပေါ်ရွာအတိုင်းလမ်းလျှောက်ရင်းနဲ့ရွာထိပ်မှာရက်လိုက်တယ်တစ်တုံကြီးတစ်တုံမှာကျုပ်ကထိုင်တော့ကျုပ်ပြီးမှဒေါ်လူကထိုင်တယ်ကျုပ်တို့ကောင်းကင်ကလာမင်းကိုမကြခဏမောကြည့်တယ်အနေငယ်အေးလာလို့အရက်ကိုတကြိုက်လောက်မောတော့ရင်ဒေါ်လူကိုကန်ပြီးတော့သူလည်းတကြိုက်တောက်ပြီးပြန်ကန်ပေးတယ်ဒေါ်လူမင်းအရင်ကဘာဖြစ်ခဲ့တာလဲလူဆိုးလားလူကောင်းလားဒါကတော့အရေးမကြီးပါဘူးလေကျုပ်အမြင်အရမင်းကလူကောင်းတစ်ယောက်ပဲမင်းကိုကျုပ်ကကွယ်ပေးပါမယ်မင်းသွားစီရနေစီရမရှိကျုပ်နေစီရပေးမယ်စားစီရဖန်တီးပေးမယ်ကျွန်တော်ကိုစေတနာထားပြီးတော့ပြုစုဆောက်ရှောက်ပေးတာကျေးဇူးပါကိုဖို့တီဟင်မင်းစကားပြောတတ်နေပါလားကျုပ်တစ်ချိန်လုံးစကားမပြောဘဲငြိမ်နေတတ်တဲ့ဒေါ်လူတယောက်စကားပြောလိုက်တဲ့အတွက်အံ့ဩသွားမိတယ်ကျွန်တော်စကားပြောတတ်ပေမဲ့မပြောဘဲနေမိတာခွက်လက်ပါဘာလို့လဲဆိုတော့ကျွန်တော်အရင်ကအကြောင်းလေးဘာမှမမှတ်မိလို့ပါနာမည်ကိုတော့မှစဉ်းစားလို့မရဘူးကျွန်တော်ကိုဖိုးတီတို့မေးလို့ဘာမှမဖြေနိုင်ဘူးဆိုပြီးနှင်ထုတ်လိုက်မှဆိုလို့စကားမပြောဘဲနေတာပါကျွန်တော်မှသွားစီရနေရမရှိဘူးကိုဖိုးတီတို့နဲ့ပဲလိုက်ခဲ့ပြရစီရပါတယ်ကွာမင်းအတိတ်ကိုတတိရတဲ့အထိရွာကိုလိုက်နေလို့ရတယ်ချန်တချန်နေမဲ့လူမရှိလို့ကျုပ်မှလွတ်နေတာရှိတယ်မင်းအေးစေးနေပေါ့ကျေးဇူးတင်လိုက်တာဗျာဝမ်းလဲဝမ်းသာပါတယ်ကိုဖိုးတီကကျွန်တော်မိသားစုလိုပါပဲတော်လူမင်းကိုအရေးကြီးတာပြောမယ်တေချာနာထောင်မင်းကိုတွေးရတဲ့ပုံစံမင်းအသက်ဝင်လာတဲ့ပုံစံတွေကတာမန်နဲ့မတူဘူးအားကလည်းတာမန်လူတယောက်အင်အားထက်ပိုနေတယ်သိပါတယ်ကျွန်တော်ကြောင့်ဘယ်သူမှမထိခိုက်စေရပါဘူးကိုဖို့တီအခုလိုစိတ်မျိုးတိုင်းဆိုရင်မင်းကလူကောင်းလေးတယောက်ပါပဲကျုပ်စိုးရိမ်တာမင်းစိတ်ရိုင်းကြီးဝင်လာမှဆိုတာပဲစိတ်ရိုင်းဝင်လာပြီးတော့မင်းကိုမြင်တာမထိန်နိုင်ရင်သွေးချောင်းစီးကုန်မှသိကြတယ်တကယ်လို့စိတ်ရိုင်းဝင်လာရင်ကျုပ်ပြောတာသတိရပြီးတော့မင်းစိတ်ကိုထိန်ချုပ်ပါတော့လူစိတ်ချပါကိုဖို့တီကျွန်တော်တောလူဆိုတဲ့နာမည်နဲ့အေးအေးဆေးဆေးပဲဘဝကိုကျင်းနေပါတယ်အဓိကကိုဖိုးတီတို့လုံးဝအထိကိမခံပါဘူးကောင်းပြီလေမင်းစကားကိုကြုတ်ယုံနေတော့လူဒါနဲ့ကိုတာဝတယောက်ဘာဖြစ်တာလဲသူကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲကျုပ်ကတာဝမွေကြိုက်တဲ့အကြောင်းတောလူကအစိတ်ထုတ်ပေးလိုက်လို့မကောင်းဆိုးဝါဖြစ်သွားပြီလို့သူ့ကိုယ်သူထင်နေခြင်းကိုပြောပြတော့တောလူကနားမလည်တဲ့အတွက်နိုင်ငံခြားတရေကားတွေကသွေးဆုပ်ဖုတ်ကောင်လေးအကြောင်းအရင်ဆုံးရှင်းပြပြီးတာဝအခြေအနေနဲ့ရှင်တွဲပြောပြတော့မှနားလေပြီးတော့ရီမောနေတော့တယ်ကျွန်တော်ကသွေးဆုပ်ဖုတ်ကောင်မဟုတ်ပါဘူးသွေးလည်းမတောက်ချင်ဘူးသမင်းနဲ့ဟင်းစားရတာပဲကြိုက်တယ်လေလာပါဤပါသွားကြရအောင်လားကျုပ်တို့အရက်တပလင်းကောအောင်တောက်ပြီးအိမ်ပြန်လာတော့အိမ်အောက်မှာမီးဖို့ပြီးတော့မီးလုံနေတဲ့ရန်အောင်နဲ့မဲလုံးကိုတွေ့ရတယ်ကိုတာဝါလောက်တာနဲ့ချမ်းလုံးမအိတ်နိုင်တော့ဘူးဗျမီးပဲလုံနေရတော့တယ်ဆောင်ချုံပေးလိုက်မှငြိမ်သွားတယ်ကိုဖို့တီကဒီလူနဲ့တော့ဒုက္ခပါပဲတောလူကကျုပ်လူနှစ်ယောက်ကိုကြည့်ပြီးရင်းနေတယ်တာဝါကဆောင်လေးတဲ့ခြုံပြီးနှွေးထွေးစွာအိတ်နေပြီကျုံနဲ့တော်လူတာဝါစီကကိုယ်ဆောင်ကိုယူပြီးအိတ်လိုက်ကြတယ်နောက်ရက်မှာမင်္ဂလာပွဲကျင်းပါတယ်မနက်ပိုင်းကလေးကကျင်းပပြီးဧည့်သည်တွေကိုခေါင်းရည်နဲ့အသားကင်တွေတိုက်ကျွေးပြီးထမင်းကျွေးတယ်ကျုပ်တို့ခေါင်းရည်ဝါတောက်ပြီးသူတို့သားသူတို့သမီးကိုသွားနှုတ်ဆက်ပြီးတော့ပြန်မဲ့အကြောင်းပြောတယ်ငမိုင်းကဆက်နေစီခြင်းပေမဲ့အမဲပြေအောင်မဲ့အကြောင်းပြောကြတယ်လမ်းမှာတောက်ဖို့ခေါင်းရည်အိုးတစ်လုံးအသားကင်တွေနဲ့အရက်ကိုတာဝါယူလာတဲ့ပုံကြီးနဲ့ဖြည့်ပေးလိုက်တယ်တော်လူကခေါင်းအိုးကိုထမ်းအရက်ပလင်းကိုလက်ဆွဲပြီးကျုပ်ပြီးမှကပ်ပါလာတယ်တာဝါကဆောင်ကိုကောင်းကနေခြုံထားတယ်သူ့သားကိုနေရာမကျဖို့ကာကွယ်နေခြင်းပါနေကိုလည်းကြည့်လို့မရဘူး
လေထွက်လာတာနဲ့ပူတယ်။နေဘက်နေရတာငရေလိုပဲ။မဲလုံးနဲ့ရန်နောင်ကလည်းတာဝနာမှမနေပဲနဲ့ခက်ခွက်ခွာနေကြတယ်။ရှင်ကတော့လူနာမကတ်တဲ့တာဝတောလူနာကိုကတ်နေတော့တယ်။မင်းနဲ့ငါမျိုးနွယ်တူဖြစ်သွားပြီကွ။ငါအခုမှမကောင်းဆိုးဝါဖြစ်ခါစားဆိုတော့နေအောင်တန်မခံနိုင်ဘူး။နောက်ဆိုရင်တော့မင်းတို့မျိုးဖြစ်လာမှာတဲ့နေ။ငါလူစွမ်းကောင်းလုပ်တဲ့နေရာမှာတပည့်တယောက်လိုတယ်လေ။မင်းစိတ်ပါရင်တော့တပည့်ဖြစ်ခွင့်ပေးပါမယ်။တောလူကတာဝကိုကြည့်ပြီးတော့ရည်နေတော့တယ်။ကျုပ်ကတာဝကိုကြည့်ပြီးရည်ကျင်တယ်လို့မဲလုံးနဲ့ရန်နံကိုကြည့်ပြီးတော့လေရည်ကျင်နေမိတယ်။တနေ့ကုန်ခရီးဆက်ခဲ့ကြပြီးညနေဆောင်တာနဲ့ကျုပ်တို့လှေဖွက်ခဲ့တဲ့ချောင်းဘေးကိုရောက်လာတယ်။လမ်းကြောင်းမှန်လျှောက်လာတာမို့စောပြီးရောက်လာခဲ့ကြတယ်။ဟာနေဆောင်မှပဲနေသားထိုင်သာရှိတော့တယ်ကွာ။မဲလုံးထမင်းချက်ရန်အောင်ထင်းရှာအမြင်လို့ငါတို့ကညဘက်မှာဗိုက်စားတာကွာ။စားစရာမရှိလို့သွေးတောက်မိမှကြောက်နေရတာ။မဲလုံးနဲ့ရန်အောင်လေတာဝစကားကြောင့်အနာမယူရဲပဲထမင်းချက်ဖို့ပဲပြင်ကြတယ်။ကျုပ်တို့လာခရီးစခန်းချတဲ့နေရာမှာစခန်းချခြင်းပါကျုပ်တို့နေဆောင်တော့အေးလာပြီမို့ရှင်းညံချိုးကြတယ်။တမင်မစားသေးပဲတောင်ပြင်ပေါ်ဝိုင်းဖွဲ့ကြတယ်။ဒီညကလာပြညဖြစ်တော့လာရောင်ကကောင်းကင်မှာပြည့်ဝိုင်းစွာသားနေတယ်။သူ့အလင်းရှိတဲ့မြကဘာမြေပေါ်ဖြန့်ကျက်ထားပေမဲ့မြူဆိုင်နေတာကြောင့်မြူကိုထိုးဖောက်ကျဆင်းနေတာမို့အလင်းရောင်ပြေဝမရဘူး။ချောင်းပေသေးတောင်ပြင်ပေါ်မှာလာတတာနဲ့ခေါင်ရည်တောက်လို့ကောင်းနေကြတယ်။မဲလုံးနဲ့ရန်နောင်ကတာဝစကားဆိုလုံးဝမငင်းတော့ပဲအလုပ်ကိုချက်ချင်းလုပ်ပေးကြတယ်။တာဝကလည်းလူကားဝတယ်။သွေးစိုးဖို့ကောင်ဖြစ်နေတယ်ဆိုပြီးချင်းချောက်ခိုင်းတယ်။ခြေတံတွေကျုံနာတွေမှကြားလို့ဘေးမှချထားတဲ့တနက်ကိုကိုက်ပြီးဆက်ခနဲ့မတက်ရက်လိုက်တယ်။ပြီးတော့ပဝင်းချင်းကိုကြည့်တဲ့အချိန်တောင်ဘက်ကနေကျုပ်တို့ရှိရာရှောက်လာတဲ့သူတွေကိုလာရအောင်မှတွေ့လိုက်တယ်။ကျုပ်လူတွေလည်းလက်နက်ကိုစီကိုက်ပြီးမတက်ရက်နေကြတယ်။ရှေကေနန်းတွင်သူတွေဝစ်စင်တဲ့အဝတ်စားတွေစင်ရင်ချုံဖွဲ့ပြီးချုံမောလှပတဲ့မင်းကလေးတယောက်ကိုလည်းမင်းကလေးနှစ်ယောက်ကချင်ရင်ပြီးကျုပ်တို့စီကိုလာနေတယ်။မင်းသားလေးလွတ်မြောက်သွားတဲ့သတင်းကြတော့မယုံနိုင်အောင်ဝမ်းသာမိပါလေ။နှမတော်တို့နဲ့ပြန်လိုက်ခဲ့ပါမင်းသားလေး။မင်းတို့နဲ့အတိဘသူမှမရှိဘူးမင်းကလေးကိုလန်ကိုသွားကြပါ။မင်းသားလေးကိုလွတ်မြောက်အောင်ကဲတင်ပေးတဲ့မျက်နှာကိုထောက်ပြီးတော့ကိုနှုတ်အမူအရာမရင်ကြီးတာကိုခွင့်လွှတ်လိုက်ပါမယ်။တိန်တို့ခေါင်းတလားတွေကကဲသွားတဲ့သူကသခင်မရဲ့ကျင်ရတော့ပဲ။သူ့ကိုသခင်မတို့နဲ့ထည့်ပေးလိုက်ပါ။မင်းဘာလဲတော့မသိဘူး။ဒါပေမဲ့ကာယကံရှင်ဆန္ဒရှိမှခေါ်သွားလို့ရမယ်လေ။သူလိုက်ချင်တဲ့ဆန္ဒမရှိရင်တော့အတင်းခေါ်ရင်ကျုပ်တို့ကတားရလိမ့်မယ်။ကျုပ်ကထူးဆန်းစွာရောက်လာတဲ့နန်းတွင်းသူတွေနဲ့စကားပြောနေတဲ့အချိန်လူတစ်ယောက်ကကျုပ်ကိုကြော်ပြီးရှေ့ကိုလက်နောက်ပစ်သွားတော့သူ့ကိုကြည့်လိုက်တော့တာဝါဖြစ်နေတာကိုသိရလို့ညှဉ်းလုံးပြူသွားတယ်။ဒါလူသားတွေရှင်းရမယ့်ကိစ္စမဟုတ်ဘူးကိုကြီးနောက်ဆုံးနေလိုက်ပါ။ကျွန်တော်ကြည့်ရှင်းလိုက်ပါမယ်။တာဝါမသားနဲ့မင်းထင်တယ်လို့မင်းကကျုပ်စကားတော့မဆုံးလိုက်တာဝါကနန်းတွင်းသူတွေရှေ့ကိုရောက်သွားတယ်။မင်းကလေးမင်းကလှသလောက်စကားပြောတာရိုင်းတာပဲ။ငါလည်းမင်းတို့လိုမကောင်းဆိုးပါပဲ။မင်းတို့နောက်မှစကားပြောဆိုရင်ကြီးအောင်ငါသင်ပေးရမယ်။ကြောက်တဲ့တာဝါကလက်နဲ့တစုံတရာမပါပဲလက်နောက်ပစ်ပြီးအေးအေးဆေးဆေးစကားပြောနေတယ်။အဲ့ဒါကလည်းသူ့ကိုယ်သူသွေးဆုပ်ဖို့ကောင်လို့ထင်နေတာကြောင့်ပါ။ကျုပ်တာဝါအတွက်စိတ်ပူသွားတယ်။ဟေးဘာလို့နေကြလဲ။ဒီငမိုက်သားကိုဆုံးမလိုက်ကြ။နန်းတွင်းသူအမိတ်ပေးလိုက်တော့မိန်းကလေးနှစ်ယောက်ကကြောက်စရာတရေမှပုံစံပြောင်းသွားတယ်။ပုံမှန်အတိုင်းဆိုတာဝကြောက်မှာပါ။လာကြ။နင်တို့ဥတာဝလိမ်မောင်ဆုံးမပေးမယ်။နန်းတွင်းသူဘေးကရန်ရွှေတော်မကောင်းဆိုးဝါးနှကောင်ကတာဝကိုအမဲဖြတ်တော့မယ့်အတိုင်းပြေးလာကြတယ်။တာဝကသူ့ကိုမဖမ်းမိအောင်ရှောင်ပြီးတရေမှနှကောင်ကိုထိုးကျိတ်နေတယ်။တာဝကအလက်မှာပေါက်တာနဲ့နန်းတွင်းသူကိုပြစ်ပေါက်တော့နန်းတွင်းသူရင်ဘတ်ကိုပေါက်တာဆိုင်ဝင်သွားတယ်။အားလုံးတယောက်မကျန်တတ်ကြ။နန်းတွင်းသူရဲ့ဒေါသတကြီးအော်လိုက်တဲ့အတန်ထွက်လာတယ်။လာရောင်ကမှောင်မိုက်ကျသွားတယ်။ကျုပ်ကကောင်းကင်ကိုကြည့်လိုက်တော့နွားတကောင်ရွယ်စားရှိမဲ့လင်းနှုတ်ငှက်တွေပြန်လာတာတွေ့ရတယ်။လင်းဆွဲငှက်တွေကကျုပ်တို့ကောင်းပေါ်မှာပြန်ဝဲနေတယ်။လင်းဆွဲငှက်တွေအပေါ်မှာတော့ရှေခေစစ်တီတော်ဝစ်စုံနဲ့မကောင်းဆိုးဝါးတွေစီးလာတာတွေ့ရတယ်။ရောက်လေ9မိနစ်နဲ့ကြည့်ကြ။တနက်တန်တွေစုညံသွားတယ်။လင်းဆွဲငှက်တွေကတနက်ထိတာမသိပေမဲ့အော်တန်တွေထွက်လာတယ်။အောက်ကိုထိုးဆင်းပြီးကျုပ်တို့ကိုကုတ်ဆွဲဖို့ကြိုးစားနေတဲ့လင်းဆွဲတကောင်ကိုတောလူကအပေါ်ကို9တောင်ခန့်အမြင့်ခုန်ချပြီးတော့အတောင်ဖျားကိုဖမ်းဆွဲပြီးလက်နဲ့ကိုင်ဝှေ့ပြီးတော့ပြစ်ပလိုက်တယ်။လွင်ထွက်သွားပြီးတခြားတကောင်ကိုသွားထိပြီးတော့အဝေးကိုလွင့်သွားတယ်။လင်းဆွဲစီမကောင်းဆိုးဝါးတွေကတောလူကျုပ်တို့စီမှာရှိနေလို့မတိုက်ပေးနေပြန်သွားတော့တယ်။တာဝါကတရေမနှကောင်ကိုတယောက်ပြီးတယောက်ထိုးကျိတ်နေတယ်။နန်းတွင်းသူကကျုပ်တို့ရှိကိုရှောက်လာတယ်။မင်းသားလေးခေါင်းတလာတဲ့200ချီပိတ်လောင်ခံထားလို့အရင်မှတ်ညံတွေပျောက်ဆုံးကုန်တာပါ။ပြန်လိုက်ခဲ့ပါမင်းသားလေးနေရက်ကိုပြန်လိုက်ခဲ့ပါ။ငါနာမည်တောလူငါအရင်ကဘာပဲဖြစ်ခဲ့ငါမသိကျင်တော့ဘူးငါဒီဘဝမှာပျော်တယ်ဒီလူတွေနဲ့လိုက်သွားပြီးတော့ငါအေးအေးချမ်းချမ်းဘဝနဲ့ပဲနေတော့မယ်
နင်တို့ဒီလူတွေကိုဒုက္ခပေးရင်နင်တို့အားလုံးငါတပ်ပြစ်မှာမင်းသားလေးကလုံးဝပြောင်းလဲသွားခဲ့ပြီပဲအရှင်ကမင်းသားလေးလူတွေဘလောက်တောင်တတ်ခဲ့လဲဆိုတာတတိတစ်ချက်မရတော့ဘူးလားငါရင်ကအမှားလုပ်ချင်လုပ်ခဲ့လိမ့်မယ်အခုငါဘဝအကောင်းဆုံးဖြတ်တမ်းမှာမင်းသားလေးကလူမဟုတ်ဘူးလေဖြတ်တမ်းလို့မရဘူးသွေးတော်မကောင်းဆိုပါလူတွေကြားထဲနေလို့မရဘူးနှမတော်လက်တွေ့ပြပါမယ်နန်းတွင်သူကအခိုးအငွေလိုမျိုးလင်မြန်စွာနဲ့တောလူနာကိုရောက်လာပြီးရှေလျားတဲ့လက်သိမ်းနဲ့တောလူရှင်ဘက်ကိုကုတ်ဆွဲပလိုက်တယ်တောလူလက်သီးနဲ့ထိုးလိုက်တော့ငကိုနီယာပြန်ရောက်နေပြီတောလူရှင်ဘက်မှာအဝတ်စားတွေစုပ်ပြက်ပြီးလက်သေးချင်ရပေါ်ပြီးတော့သွေးတွေထွက်နေရကနေတဖြည်းဖြည်းပြန်စီပြီးငကိုမူလအတိုင်းပြန်ဖြစ်သွားတာကိုလည်းအံ့ဩဖွယ်ရာတွေ့ရတယ်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးငါလူတစ်ယောက်လေငါလူသားတစ်ယောက်ပဲငါမကောင်းဆိုးမဟုတ်ဘူးအခြေအနေကိုလက်ခံလိုက်ပါမင်းသားလေးတကယ်လို့မင်းသားလေးအခုမလိုက်ရင်တော့မှနောက်ထပ်လာခေါ်မဲ့အဖွဲ့တွေထပ်ရောက်လာပါလိမ့်မယ်အဓိကကြရင်မင်းသားလေးချစ်တဲ့လူတွေကိုထိခိုက်ရပါလိမ့်မယ်အဲ့ဒါကြောင့်အခုလိုက်ခဲ့ပါကိုဖို့တီကျွန်တော်ဘာလို့ရမလဲဗျာကျွန်တော်မကောင်းဆိုးမဟုတ်ဘူးနော်မင်းကိုမင်းမကောင်းဆိုးမဟုတ်ဘူးလို့ထင်နေသည်မြမင်းကလူသားတစ်ယောက်ပါပဲတော့လူဖြစ်ပြီးတော့မကောင်းဆိုးစိတ်တွေရှိနေသူတွေမှအများကြီးပါပဲမကောင်းဆိုးဖြစ်နေပေမဲ့လူသားစိတ်ရှိရင်လေလူသားပါပဲကွာတော်လူကစကန်ချတဲ့နေရာကနေအရက်တပလင်းသွားယူပြီးအရက်တပလင်းကောင်းအောင်တောက်ပြီးတော့ကြံတဲ့တဝက်ကျုပ်ကိုပေးလာတော့အားလုံးမော့လိုက်တယ်ကျွန်တော်မကောင်းဆိုးလုံးဝဖြစ်မသွားစေရဘူးလို့ခရီးပေးတယ်ကျွန်တော်ခုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီကိုဖိုးတီတို့ကျွန်တော်ကြောင့်မထိခိုက်စေရဘူးညောင်ကိုင်းရွာကိုဖိုးတီခြံဝိုင်းထဲမှာနေခြင်းပဲမဲ့မဖြစ်နိုင်တော့ပါဘူးဗျာကိုဖိုးတီပေးတဲ့တမြောင်လေးကိုအမတ်တရယူသွားပေးရစီအားလုံးကိုနှုတ်ဆက်ပါတယ်တော်လူကကျုပ်တို့ကိုနှုတ်ဆက်ပြီးနန်းတွင်းသူတွေရှိမှသွားရက်တယ်စီးသူမပါတဲ့လင်းဆွဲတကောင်ကတော်လူနဲ့နန်းတွင်းသူရှိကိုဆင်းလာတော့တယ်နန်းတွင်းသူကရင်တက်ပြီးတော်လူကိုလက်ကန်တော့တော်လူကကျုပ်တို့ရက်နေတာကိုတွေးပြီးစွာနဲ့ကြည့်နေရင်းနဲ့လင်းဆွဲဘုတ်ကိုတက်ပြီးတဲ့အချိန်မှာလင်းဆွဲငှက်ကြီးကကောင်းကင်ပေါ်ပြန်တက်သွားတော့တယ်သေးစမ်းဒါဝလှုပ်ပေးလိုက်တော့တရေမနှကောင်ကိုဒါဝကချိုးချိတ်ကန်ကြောက်နေတော့မယ်အဲဒါကြောင့်ကျုပ်ကအမြင်ခေါ်လိုက်ရတယ်တရေမနှကောင်နောက်ဆုံးကျန်တဲ့လင်းဆွဲဘုတ်ကိုအမြင်ဆုံးပြေးတတ်ကြတယ်လင်းဆွဲငှက်ကြီးတွေကလာရံကိုနောက်ခံပြုပြီးပြန်တန်းသွားကြတယ်တော်လူပြန်လိုက်သွားပြီလားတပည့်တယောက်လူပြီးပေါ့မဲလုံးနဲ့ရန်အောင်မင်းတို့နှစ်ယောက်တည်းတယောက်ပဲငါယူရတော့မယ်ကွငါဆွမ်းမြင်လိုက်ကြတယ်မလားတရေမနှကောင်လူသားဆိုရင်တော့စံပြုတ်တစ်ပတ်လောက်တောက်ရမှာကွမင်းတို့တရားတယောက်ကိုငါလိုဖြစ်အောင်လုပ်ပေးမယ်ကိုသားဝကျွန်တော်ကလေမိမတော်မရသေးဘူးကိုမဲလုံးကိုပဲလုပ်ပေးလိုက်ပါနော်ကျွန်တော်ကမိမရပါမယ်ခလေးမရသေးဘူးရန်အောင်လိုမျိုးလူပြိုဆိုလူစွမ်းကောင်းလုပ်မယ်ကိစ္စနောက်လိုက်လုပ်ပေးမှာပေါ့မင်းတို့နှစ်ယောက်တိုင်ပင်ကြတယောက်တော့ငါလုံနေပြီလေဆိုတော့ငါနောက်လိုက်တော့တယောက်တော့လုပ်ရမယ်တာဝါတို့အဖွဲ့ညင်ခုံစကားများနေကြတယ်တာဝါအခုထိသူ့အဖြစ်မှန်သူမသိသေးဘူးတကယ်လို့ဖွင့်ပြောလိုက်ရင်တရေမနှကောင်ကိုထိုးကြိတ်တဲ့ကိစ္စဘယ်လောက်ကြောက်မလဲလို့မပြောနိုင်ပါတော်လူအကြောင်းကလည်းစိတ်ဝင်စားစရာပါတော်လူကိုနဘလူးနှစ်ယောက်ကြားခေါင်းတလားမှာဆေးရည်စိမ်ထားတဲ့အကြောင်းတော်လူကိုယ်တိုင်မမှတ်မိလို့မသိလိုက်ရပါတော်လူကိုမင်းသားလေးလို့ခေါ်ပြီးသူကကျင်ရတော်လို့ပြောတယ်တော်လူကတစ်ချိန်ကရက်ဆက်ကြမ်းတမ်းခဲ့တယ်လို့သူ့ပြောစကားအရာသိရတယ်တော်လူအတိတ်ကိုသတိရပြီးကျုပ်ကိုပေးခဲ့တဲ့ဂတိစကားအတိုင်းတော်လူကသူ့ကြောင့်ဘသူမှမထိခိုက်စေရပါဘူးဆိုတဲ့စကားကိုတီးလိုက်မယ်လို့ကျုပ်ကတော့ယုံကြည်မိပါတယ်ကျုပ်သိကျင်တဲ့တော်လူအကြောင်းကအဖြေမသိတဲ့ဗဟေလိအဖြစ်ပဲရှိနေပါတော့တယ်ကျုပ်ကလာမင်းကိုမောကြည့်ရင်တက်ပြင်းရှိတစ်ချက်ချလိုက်မိပါတော့တယ်ဟုတ်ကဲ့ပါရှင်အခုကတော့စာရေးဆရာမျိုးကိုလင်ကရေးသားထားတဲ့မုတ်ဆိုးဖိုးတိနဲ့တော်လူအစဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဘလို့ဇလန်လေးတွေကိုရွေးချယ်တင်ဆက်ပေးအောင်လဲဆိုတာကျမတို့ရဲ့ Sango Story လေးကိုစောင့်မျှော်နှာဆင်ပေးကြပါအောင်ရှင်။လိုက်ပါနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။